မြန်မာနိုင်ငံကရောက်ရှိနေကြတဲ့တက္ကလေးတွေတက္ကမလေးတွေစုပေါင်းပြီးတော့မြတ်စွာဘုရားရဲ့တရားဒေသနာတော်များကိုနာယူကြည်ညိုကြမယ်မြတ်စွာဘုရားဆုံးမတဲ့အကောင်းဆုံးနေနည်းလို့ဆိုရမယ်နေနည်းကိုလည်းပဲတတ်နိုင်သမျှလိမ္မာကျွမ်းကျင်အောင်တဏှာရည်လောက်လေ့ကျင့်ကြမယ်တရားအထုတ်ကြမယ်ပြောတယ်နော်တရားနာကြမယ်တရားအထုတ်ကြမယ်ဆိုတဲ့မွန်မြတ်တဲ့ရည်ရွယ်ချက်နဲ့အလုံးခုစုမိနေကြတယ်ဘုရားဘုန်းကြီးကဒီချိန်လေးကိုတရားဟောပြီးတော့နေ့လယ်ပိုင်းမှာတရားလေးတစ်ချိန်ထိုင်ပြီးတော့ပြန်ခါနေ့မှာတရားတစ်ချိန်နာပြီးတော့ဒီနေ့တနေ့တာမြင့်မြတ်တဲ့လုပ်ငန်းစဉ်လေးကိုအဲ့ဒါလိုလေးလုပ်ကြမယ်လို့အစီအစဉ်ဆွဲထားနော်အခုတရားနာမဲ့အချိန်ပေါ့ဘယ်လိုတရားစကားမျိုးပြောရမလို့စိတ်ကစဉ်းစားတရားနာပိဋကကအသက်20ဝန်းကျင်လေးတွေပဲများတယ်နော်ဟိုတနေ့ကတူကျိုးဘက်မှာစိုင်းဓမ္မဘက်မှာတရားဟောတော့လည်းပဲတရားနာပိဋကဒီလိုအရွယ်လေးတွေရှိပဲအဲ့တော့ဒီလိုအရွယ်လေးတွေနဲ့ဒီလိုအရွယ်လေးတွေအတွက်လိုအပ်မဲ့အရာလေးကိုလိုအပ်မဲ့အကြောင်းအရာလေးတွေကိုပို့ပြီးတော့ဘုန်းကြီးကပြောခြင်းစိတ်ပေါက်တယ်ပေါ့အဲ့တော့ညာတော့ကစဉ်းစားအလိုတရားစကားမျိုးပြောမလို့ဆိုတော့ခေါင်းထဲပေါ်လာတာကဒီကဇာနုသုတ်တံဆိုတာပေါ်လာတယ်ဒီကဆိုတာရှည်တာဇာနုဆိုတာဒူကောင်းရှည်တဲ့ကောလိယမင်းသားကမြတ်စွာဘုရားကိုမေးတဲ့မေးခွန်းလေးကိုမြတ်စွာဘုရားဖြေတာအဲ့ဒါလေးကအလုံးမလည်းပဲအပြောများတယ်ဗုဒ္ဓဘာသာဝင်တွေလည်းအလုံးမအသိများတယ်ပေါ့ဘုန်းကြီးလည်းဟောထားတာရှိတယ်ခုရောနောင်မှာချမ်းသာစေဖို့ဆိုတဲ့ခေါင်းစဉ်လေးနဲ့အဲ့ဒီမင်းသားကဗာမေးထားတော့ဆိုတော့မြတ်စွာဘုရားတဲ့တပည့်တော်တို့ကကာမဂုဏ်ခံစားကြတဲ့လူတွေတဏှာလဲလိမ့်တယ်ပန်းလဲပန်းတယ်နန္တာတွေကိုလည်းနှစ်သက်တယ်ငွေလဲရှားရအောင်ပဲငွေလဲရခြင်းပုံဝင်လဲပဲသူ့ရဲ့တရားတောင်းတာလေးကတမျိုးတောင်ရည်စဲနေစရာကောင်းတယ်တပည့်တော်တို့ကလူသားတွေကာမဘုံသားတွေဒါကြောင့်ချမ်းချမ်းသာသာနေလိုသေးတယ်ဒါပေမဲ့လို့ဒီဘဝချမ်းသာဖို့အတွက်ကြီးပဲသူစိတ်ကူးတာတော့မဟုတ်ဘူးတစ်ချိန်ကျရင်ဘဝပြည့်ရအောင်မယ်သေရအောင်မယ်သေပြီးရင်လည်းပဲဘဝတစ်ခုခုကကံအားလျော်စွာအကောင်းဆိုတစ်မျိုးမျိုးဖြစ်ကြရအောင်မယ်အဲ့လိုဖြစ်ပြီဆိုရင်လည်းကောင်းတဲ့ဘဝလေးကိုဖြစ်ချင်တယ်ရောက်ချင်တယ်အဲ့ဒီဆန္ဒလေးလည်းသူ့မှာရှိတယ်ဒါကြောင့်မို့လို့ဒီဘဝမသေးခင်မှာလည်းပဲကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာလေးနေနိုင်အောင်သိပြီးရင်လည်းကောင်းတဲ့ဘဝလေးရအောင်တပည့်တော်ဘယ်လိုလုပ်ရမလဲအဲ့ဒါလေးကိုမေးတာမေးတော့မြတ်စွာဘုရားကမသေးခင်မှာချမ်းချမ်းသာသာလေးပြည့်ပြည့်စုံစုံလေးနေနိုင်ခြင်းလေဆိုလို့ရှိရင်ပြည့်စုံရမယ့်အရာလေးမျိုးရှိတယ်ပြည့်စုံခြင်းကိုပါဠိလိုတမ္ပရာလို့ခေါ်တယ်တမ္ပရာတရား၄ပါးဆိုအဲ့ဒီမှာဟောတာဥဋ္ဌာဏတမ္ပရာဥစ္စာပစ္စည်းဘယ်လိုရှာမလဲဆိုတဲ့နီလန်းကိုနားလည်အောင်လုပ်ပြီးတော့တကယ်လက်တွေ့ကြကြကြိုးစားအထောက်မှုနဲ့ရှာရမယ်ဖွေရမယ်ရှားလာပြီဆိုလို့ရှိရင်အဲ့ဒီရလာတဲ့ဥစ္စာပစ္စည်းကိုမပြည့်စည်အောင်မပြောက်ပြက်အောင်တတ်နိုင်သမျှထိမ့်ထိမ့်သိမ့်သိမ့်ကာကွယ်ဆောင်ရှောက်ရမယ်အဲ့ဒါကိုအာရခတမ္ပရာလို့ခေါ်တယ်အဲ့ဒါလိုရှားဖွေမယ်မပြည့်စည်အောင်ရှုဆောင်မယ်ပြီးရင်စိတ်ကောင်းနှလုံးကောင်းရှိတဲ့ကိုကျင်တရားဖြူစင်တဲ့ဉာဏ်ပညာရှိတဲ့မိကောင်းဆွေကောင်းတွေလည်းပဲပေါင်းသိမှုပြည့်စုံရမိတ်ဆွေကောင်းရှိရမယ်အဲ့ဒါကိုကလျာဏမိတ်တတမ္ပရာလို့ခေါ်တယ်ပြီးလို့ရှိရင်တမဇီဝိတတမ္ပရာမျှမျှတတအသက်မွေးဝမ်းကြောင်းမှုပြုနိုင်ရမယ်အဲ့ဒါကဘာပြောတာလဲဆိုတော့ကိုကဘယ်လောက်ရအောင်ရှာနိုင်တယ်လဲအဲ့ဒါဆိုရင်ကိုဘယ်လောက်သုံးမလဲပေါ့ကိုယ့်ရဲ့အသုံးဟာသူများဘဝတွေနဲ့သူများရဲ့အသုံးတွေနဲ့လိုက်ညှိရမှာမဟုတ်ဘူးကိုဘယ်လောက်ရအောင်ရှာနိုင်တယ်လဲဆိုတဲ့အခြေအနေနဲ့ညှိရမှာအဲ့ဒါကိုမြတ်စွာဘုရားဥပမာလေးနဲ့တောင်ပြောတယ်ချိန်ခွင်လေးချိန်တယ်လို့မျိုးငါဘယ်လောက်ရအောင်ရှာနိုင်တယ်လဲဘယ်လောက်ကုန်အောင်သုံးမလဲအဲ့ဒီကိစ္စမှာလူတော်တော်များများကမကျွမ်းကျင်ဘူးကိုဘာတွေသုံးမလဲဆိုတာကိုယ့်ရဲ့ဝင်ငွေနဲ့မညှိပါပဲနဲ့သူများသုံးတာတွေလိုက်သုံးကြတာရှိတယ်
အဲ့လိုဖြစ်စေရအောင်ကိုဘလောက်ရအောင်ရှာနိုင်မလဲဆိုတာကိုကြည့်ပြီးတော့ကိုဘလောက်ကိုအောင်သုံးမလဲအများကြီးရအောင်ရှာနိုင်မှလျက်ကဲနဲ့နည်းနည်းလေးသုံးမယ်ဆိုရင်လည်းဘုရားမချီးမွမ်းဘူးဒီလူဟာအကိုးရမရှိဘဲနဲ့သေရတဲ့လူလို့သူများကဲ့ရတာကိုခံရလိမ့်မယ်နည်းနည်းလေးရှာပြီးတော့အများကြီးသုံးခြင်းနဲ့သုံးမယ်ဆိုရင်လည်းဒီလူကိုမြတ်စွာဘုရားမချီးမွမ်းဘူးဒီလူဟာတဖန်စီစားတဲ့လူနဲ့တူတယ်လို့ကဲ့ရခံရလိမ့်မယ်တဲ့ဥပမာဘာပြောတာလဲဆိုတော့တဖန်သီးတို့ဇီးပူသီးတို့စားခြင်းလို့အောက်ကနေခဲတို့ဒုတ်တို့နဲ့ပြစ်ချလိုက်တယ်တကယ်စားမှာတစ်လုံးနှလုံးဟိုမှာတစ်ပင်မှာကျွေးကြလာတာတွေကအများကြီးဒါကမြတ်စွာဘုရားပေးတဲ့ဥမာလေးတွေဘုန်းကလူရင်းလေးကိုတူတူလေးတွေကိုပြောတာဒီတရားဟောမှာမဟုတ်ဘူးဟုတ်လားဒါလူတိုင်းသိရနော်ပြစ္ဆုတ်ပံဘဝမှာချမ်းသာခြင်းနဲ့ဆိုလို့ရှိရင်ဥဋ္ဌာဏတမ္မာရာဥစ္စာပစ္စည်းဘလို့ရှာမလဲဆိုတဲ့နီလန်းကိုနားလည်အောင်လုပ်ပြီးတော့တကယ်လက်တွေ့မပြင်းမကြီးရှာဖွေရမယ်ရလာပြီဆိုလို့ရှိရင်အရခတမ္မာရာမပြောက်ပြက်အောင်ကာကွယ်ဆောင်ရှောက်ရမယ်ပြီးရင်ကိုပေါင်းတဲ့နဲ့ကိုမိတ်ဆွေဟာအည်အသွေးရှိတဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့ကိုခြင်းတရားဖြူရှင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ပြီးရင်ကိုယ့်ရဲ့အသက်ရှင်သန်နေဆိုင်တဲ့တွဲမှာကိုယ့်ရဲ့အသုံးဆွဲဟာကိုဘလောက်ရှာနိုင်တယ်လဲဆိုတာကိုကြည့်ပြီးတော့လိုက်လျောညီတွေဖြစ်အောင်သုံးဆွဲနိုင်ရမယ်အဲ့ဒါဆိုရင်သေချာပေါက်ဒီလူဟာချမ်းသာမယ်မြတ်စွာဘုရားပြောတဲ့စကားဘယ်တော့မှမလွဲဘူးဒါပေမဲ့လို့တဲ့ဒီလိုအဆင်ပြေးလာတဲ့အခါမှာပျက်စီးသွားတဲ့အကြောင်း၄မျိုးလည်းရှိသေးတယ်တဲ့အဲ့ဒါကလူငယ်ပိုင်းလေးတွေနားထောင်စရာကောင်းပျက်စီးသွားတဲ့အကြောင်း၄မျိုးမြတ်စွာဘုရားထပ်ပြောတယ်အိဋ္ဌိရုဒ္ဓမိမကျူအပြောပါမဲ့တယ်သုဒ္ဓရုဒ္ဓအယက်သေးသာမိဝဲမူရစီဝါကြိုက်တယ်အခဒုဒ္ဓကဏန်းကျူတယ်လောင်ကစားကျူတာပြောတာအပြောပါမဲ့မယ်အယက်သေးသာမူရစီဝါမဲ့မယ်လောင်ကစားမဲ့မယ်နောက်ပြီးတော့ပါပမိတ်တာရုံးမာတဲ့မိတ်ဆွေမကောင်းတဲ့မိတ်ဆွေအပေါင်းအသင်းကိုတန်ရောစင်မပြတ်ဘူးမကောင်းမှန်းသိရတဲ့နဲ့မခွာနိုင်ဘူးအဲ့ဒီလိုဆုံးရှုံးမယ်၄မျိုးနော်စောတော်ကနီလန်းကိုတိပြီးတော့ရှာဖွေထားလို့စုဆောင်းထားလို့စောင်းရှောက်ထားလို့မိကောင်းဆွေကောင်းနဲ့ပေါင်းထားလို့ရထားတဲ့အဆင်ပြေမှုလေးဟာအပြောပါမဲ့မယ်မူရစေဝါနဲ့ပတ်သက်မယ်လောင်ကစားတွေနဲ့ပတ်သက်မယ်မေယုံမှာရွှေယုံမှာရှိမယ်ဆိုရင်သေချာပေါက်ပျက်စီးသွားအောင်ပါပဲဝင်ပေါက်ကဘလောက်ပဲဝင်ထွက်ပေါက်ကိုပိတ်မထားဘူးဆိုရင်ဘာမှဖတ်တင်မှာမဟုတ်ဘူးလို့အဲ့လိုဥမာပေးတယ်ဒါကပြစ္ဆုတ်ပံမှာချမ်းချမ်းသာသာနေတတ်ဖို့မြတ်စွာဘုရားသင်ပေးတယ်လို့ဆိုရမယ်စောတော်ကမင်းသားရဲ့မိကုံးကမပြီးသေးဘူးနော်ဒီဘဝအဆင်ပြေုံနဲ့မကဘူးသူကဘာလို့ပါအဆင်ပြေနေတာတော့နောက်ဘဝအဲ့ဒီကိစ္စလူငယ်လေးတွေမို့ဘုန်းကြီးကရင်းနေနေမေးအောင်မယ်သိပြီးရင်ဘဝတစ်ခုခုဆက်ဖြစ်မယ်ဆိုတာကိုယုံကြည်သလားအဲ့ဒါကိုမယုံကြည်ဘူးဆိုရင်လေးလေးနက်နက်ဘာမှဘုန်းကြီးတို့ဆက်လုပ်เสียအလုပ်ကသိမရှိတော့ဘူးဘဝတစ်ခုကခဏပဲလေအခုအသက်340ရှိပြီဆိုတဲ့လူတွေနောက်အနှစ်20 30ပြီးမှနောက်အနှစ်20 30ပြီးရင်ဘာမှမဖြစ်တော့ဘူးလို့လက်ခံထားတဲ့လူတယောက်တွေဘာမှလေးလေးနက်နက်ပြောနေစရာအကြောင်းလည်းမရှိတော့ဘူးဟုတ်တယ်မဟုတ်လားကုဒီနာစုမိနေတဲ့လူတွေကရသော်ဘုရားရဲ့အပေါ်မှာယုံကြည်မှုချင်းတူကြတယ်ရသော်ဘုရားပြောထားတဲ့စကားတွေကိုပြောတဲ့အတိုင်းမှန်တယ်လို့လက်ခံထားကြတဲ့ယုံကြည်မှုချင်းတူတဲ့လူတွေကြီးစုမိနေတာတဘဝပျက်စီးပြီးရင်သေပြီးရင်ဆက်ဖြစ်လိမ့်မယ်ဆိုတဲ့အမှန်တရားကိုဘုန်းကြီးတို့ကယုံကြည်ထားတာအဲ့ဒီကိစ္စမှာလည်းပဲကမ္ဘာလောကမှာအမျိုးမျိုးနားလည်ပြီးတော့အမျိုးမျိုးလက်ခံပြီးတော့အမျိုးမျိုးယုံကြည်နေကြတာဘဝတစ်ခုခုဆက်ဖြစ်လိမ့်မယ်ဆိုတဲ့ဒီအမှန်တရားကိုယုံကြည်တဲ့လူလက်ခံတဲ့လူဆိုတာတကယ်မှနည်းနည်းလေးကမ္ဘာမှာရှိတဲ့လူအေးနဲ့ရှင်းကြည့်မှဆိုရင်တကယ်နည်းနည်းလေးဟုတ်တယ်မဟုတ်လားသိပြီးတဲ့နောက်ဘာဆက်ဖြစ်မလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အလေးနဲ့ထားပြီးတော့စဉ်းစားတဲ့နဲ့ဒီမှာသင်္ချိုင်းတွေတွေ့တော့ဘုန်းကြီးရှောက်ပြီးတော့မေးကြည့်တယ်ဒါမဟာယာနဗုဒ္ဓဘာသာလို့အမည်ခံထားတော့လည်းပဲတကယ်မြတ်စွာဘုရားပြောခဲ့တဲ့မြင်ခဲ့တဲ့အမှန်တရားနဲ့အများကြီးဆန့်ကျင်နေတယ်။ဘုန်းကြီးတို့ထေရဝါဒခေါ်တယ်ဗောနော်ထေရဝါဒဆိုတာသူကဘုရားဟောခဲ့တဲ့အတိုင်းဘာမှမပြုပြင်ဘူးဘာမှလည်းမဖြစ်ရွှက်ဘူးဒီတိုင်းပဲလက်ခံထားတာကိုပြောတာ
Mahayana ဆိုတာနောက်ထပ်ပညာရှင်တွေအမျိုးမျိုးကျမ်းစာတွေကိုထပ်ပြီးတော့ရေးကြတာပြင်ကြတာဆင်ကြတာမတူဘူးနော်အဲ့တော့အခုပြောနေတာဘာတော့တေးပြီးတဲ့နောက်ဘာဆက်ဖြစ်မလဲဆိုတဲ့ကိစ္စရသော်ဘုရားဖြစ်ပြီးဆိုတော့ပုပ္ပေနိဝါဒနုတ္တိအညာဒိဗ္ဗစက္ခုညာအတဝခေယညာပုတိအာဝိဇ္ဇာညာသုံးပါးရတယ်လို့ဒီလူတွေယုံကြည်ကြတယ်မို့လားအဲ့ဒီမှာပုပ္ပေနိဝါဒနုတ္တိညာဆိုတာဘာပြောတာတော့ဖြစ်ခဲ့တဲ့ဘဝအစဉ်တွေကိုပြန်ပြီးတော့အောက်မေ့နိုင်တာအမှတ်ရနိုင်တာဟုတ်လားအဲ့ဒါကိုပုပ္ပေနိဝါဒနုတ္တိညာခေါ်တယ်ဆိုလိုတာကဒီဘဝမဖြစ်တုန်းကအရင်ဘဝတစ်ခုဖြစ်ခဲ့တယ်အဲ့ဒီဘဝပြက်ပြီးတော့သေပြီးတော့မှဒီဘဝဆက်ဖြစ်တာဘဝပေါင်းများစွာဖြစ်ခဲ့တယ်ဆိုတာကိုမြတ်စွာဘုရားမြင်ခဲ့တာပြောတာအဲ့လိုဆိုရင်ဘုန်းကြီးတို့ကပြီးခဲ့ပြီးသားဘဝတွေအများကြီးဖြစ်ခဲ့တယ်ဆိုတဲ့အမှန်တရားကိုယုံကြည်တယ်ဆိုရင်ဘဝဟာတေးပြီးရင်မပြီးဘူးဆိုတာကိုယုံကြည်ရရောက်သွားတဲ့အတွက်ကြောင့်လာမယ့်ဘဝကိုလည်းယုံကြည်ပြီးသားဖြစ်တယ်ဟုတ်တယ်မဟုတ်လားခု तू ကအဲ့ဒါကိုယုံကြည်လို့မေးတာနော်တေးပြီးရင်လည်း तू ချမ်းသာကောင်းမွန်ဘဝတစ်ခုကိုရချင်တယ်အဲ့ဒီအတွက်မြတ်စွာဘုရားကဘယ်လိုနိလန့်ပေးလဲအကြောင်းတရားပေါ့တဘာဝလောကကြီးအကြောင်းအကျိုးလောကကြီးဖြစ်အောင်လုပ်ထားရင်ဖြစ်တယ်ဖြစ်အောင်လုပ်မထားရင်မဖြစ်ဘူးကောင်းအောင်လုပ်ထားရင်ကောင်းတယ်ဆိုးအောင်လုပ်ထားရင်ဆိုးတယ်ခုနကတော့လည်းပဲအစဉ်ပြေဖို့အတွက်မြတ်စွာဘုရားအကြောင်းတရားတွေကိုပြောတာပြန်မပြောတော့ဘူးနော်အခုနောက်ဘဝအစဉ်ပြေဖို့မြတ်စွာဘုရားအကြောင်းတရားအနေနဲ့ဘာကိုမြင်ပြသလဲတတ္တာသီလစာကပညာဒီတရားလေးမျိုးရှိရင်နောက်ဘဝအစဉ်ပြေလိမ့်မယ်လို့ဟောတယ်တတ္တာဆိုတာယုံကြည်မှုအထူးသဖြင့်မြတ်စွာဘုရားရဲ့အလုံးစုံကိုသိတော်မူတဲ့တပ္ပညုတဉာဏ်ကိုယုံကြည်တယ်သူတော်ကောင်းတရားဟာကျင့်သုံးလို့ရှိရင်စစ်မှန်တဲ့ချမ်းသာကိုဖြစ်စေလိမ့်မယ်ဆိုတာကိုယုံကြည်တယ်သူတော်ကောင်းတရားကိုကျင့်လို့မှန်မှန်ကန်ကန်သိမြင်နားလည်သွားကြတဲ့ပေါက်မြောက်အောင်မြင်သွားကြတဲ့အရိယာသူတော်စင်တို့ရဲ့ဖြူစင်တန်ရှင်းမှုမြင့်မြတ်ပုံကိုယုံကြည်တယ်ပြီးရင်ကောင်းတဲ့စိတ်ထားလေးနဲ့တွေးတာပြောတာလုပ်တာကိုကုသိုလ်လို့ခေါ်တယ်မကောင်းတဲ့စိတ်ထားလေးနဲ့တွေးတာပြောတာလုပ်တာကိုအကုသိုလ်လို့ခေါ်တယ်အဓိကစိတ်ထားလေးပေါ်မှာအခြေခံပြီးတော့ကုသိုလ်အကုသိုလ်ဆိုတာကွဲသွားတာအဲ့ဒီစိတ်ထားအဲ့ဒီစေတနာကိုပဲမြတ်စွာဘုရားနော်အမျိုးမျိုးသောအကျိုးရလဒ်ကိုဖြစ်စေတဲ့အစွမ်းရှိတယ်သူဟာကံတရားပဲစေတနာဘိက္ခဝေကမ္မဝရမိကောင်းတဲ့စိတ်ဟာအစဉ်ပြေစေလိမ့်မယ်ဆိုးတဲ့စိတ်ဟာအစဉ်ပြေစေမှာမဟုတ်ဘူးဟုတ်လားအဲ့ဒီအမှန်တရားကြီးကိုယုံကြည်တာအဲ့ဒါတရားတရားပါယုံကြည်ရမယ်နော်အဲ့ဒီတရားတရားရှိရင်ကောင်းတဲ့ဘဝရမယ်ပြီးရင်စောစောတုန်းကဘုန်းကြီးပြောလိုက်တဲ့၅ပါးသီလဖြူစင်အောင်စောင့်ထိန်ဘာမှနောင်တရစရာအကြောင်းလည်းမရှိဘူးကိုငါမဟုတ်တာမလုပ်ဘူးဆိုတဲ့မှန်ကန်တဲ့အသိဟာစိတ်ကိုအလွန်မှအားရှိစေရဲရှင်းကျန်တာတွေအများကြီးမပိုင်ဆိုင်အောင်တော့မှသီလတစ်ခုခိုင်မာဘုန်းကြီးတို့နော်စောင့်တည်ထားမယ်ကျင့်သုံးထားမယ်အနေမှန်တယ်အပြောလဲမှန်တယ်အလွန်မှဒီလူဟာရဲရှင်းလိမ့်မယ်သီလမှာပြောမပြနိုင်တဲ့စွမ်းအားတတ္တိရှိတယ်အဲ့ဒါနောက်ဘဝလည်းပဲသူဟာကောင်းစေလိမ့်မယ်ဒီကနေ့မှမတွေးမဝေမကြောက်မရွံ့သေခြင်းတရားကိုရင်ဆိုင်နိုင်ပြီးတော့ကောင်းမွန်တဲ့ဘဝကိုရစေလိမ့်မယ်တတ္တာသီလစာကပညာစာကဆိုတာစွန့်လွတ်နိုင်တာကိုပြောတာအရာရာဖက်တွေ့ထားတယ်အရာရာညှိတွေ့ထားတယ်ဘာလေးမှမစွန့်နိုင်ဘူးမလွတ်နိုင်ဘူးကိုကသာမစွန့်နိုင်မလွတ်နိုင်ဘူးပြောတာတစ်ချိန်ကြာရင်အကုန်လုံးပြတ်သွားမှာအကုန်လုံးထားခဲ့ရမှာအကြီးပဲအမှန်တရားကြီးကအဲ့ဒီတိုင်ဟုတ်လားအဲ့ဒါစွန့်လွတ်နိုင်ရင်စွန့်လွတ်နိုင်တယ်လို့ဒီလူဒီဘဝလည်းချမ်းသာမယ်ခုဒီမှာတော့နောက်ဘဝချမ်းသာမယ်လို့ပြောတယ်ဟုတ်လားတတ္တာသီလစာကပညာဆိုတာအမှန်ကန်သိတာနားလေတာအထူးသဖြင့်ဘဝရဲ့အကြောင်းကိုသိတာဘဝဆိုတာကစိတ်နဲ့ရုပ်နဲ့အကြံဉာဏ်အဖြစ်ပေါင်းဆက်ဖွဲ့စည်းပြီးတော့ဖြစ်ပေါ်နေတဲ့သဘောလို့အဓိပ္ပာယ်ဖွင့်လို့မရဘူးလားအဲ့ဒါပညာဆိုတာအဲ့ဒါစိတ်တွေရဲ့အကြောင်းကိုသိတာရုပ်တွေရဲ့အကြောင်းကိုသိတာပညာနော်စိတ်တွေကဘလို့ဖြစ်နေတာတော့ဘလို့ပြီးဆုံးသွားတာတော့ရုပ်တွေကဘလို့ဖြစ်နေတာတော့ဘလို့ပြီးဆုံးပျောက်ကွယ်လိုက်နေတယ်တော့သိတာအဲ့ဒီတရား၄မျိုးရှိရင်ဒီလူဟာကောင်းတဲ့ဘဝကိုရမယ်အဲ့ဒါကဘုန်းကြီးကောင်းတဲ့မှာပေါ်လာတဲ့လူငယ်လေးတွေဆိုတော့ဒီအကြောင်းအရာလေးပြောမှပါဆိုပြီးတော့ဘုန်းကြီးကတွေးတာအဲ့ဒါကားစီလာရင်နဲ့အဲ့ဒီအကြောင်းအရာလေးကတီးပြီးသားပါလေ
ပိုးပြီးတော့လောလောဆယ်သူတို့အတွက်ဘယ်ရာလေးကမြန်ပိုးပြီးတော့လွတ်အပ်မလဲလို့ဘုန်းကြီးကထက်တွက်ပြီးတော့စဉ်းစားကြည့်တာပေါ့နော်စဉ်းစားကြည့်တော့ဘဝမှာဘာအရေးကြီးဆုံးတော့ဆိုစိတ်ချမ်းသာအောင်နေတတ်ဖို့ကအရေးကြီးဆုံးလို့ခေါင်းထဲမှာအဖြေထွက်တယ်သူ့ထက်ပိုအရေးကြီးတာရှိသေးတယ်သူ့ကိုအရေးကြီးဆုံးလို့ပြောလိုက်တော့လည်းပဲတကယ်ကသူ့ထက်ပိုအရေးကြီးတာရှိသေးတယ်အဲ့ဒါကဘာလို့ဆိုတော့စိတ်မဆင်းရဲဖို့ကစိတ်ချမ်းသာဖို့ထက်ပိုပြီးတော့အရေးကြီးတယ်စိတ်မဆင်းရဲတာနဲ့စိတ်ချမ်းသာတာနဲ့ဘုန်းကြီးရဲ့အတူတူပဲမဟုတ်လားလို့မေးစရာရှိတယ်မတူဘူးအဲ့ဒါရုပ်ပိုင်းဆိုင်ရာနဲ့ဥမာပေးမယ်နော်ဆိုရမစို့ဘုန်းတို့ခန္ဓာကိုယ်ကြီးယောဂမျိုးစုံတစ်ခုခုဖြစ်လို့မကြမ်းမမာဖြစ်တဲ့အခါမှာခံရခက်တယ်နားလဲကျင်တယ်ကြိုက်တယ်ခဲတယ်အော်တယ်အန်းတယ်ဟာဒုက္ခမှာအကြီးအဲ့ဒါဘာဖြစ်နေတာလဲဆင်းရဲတာပေါ့နော်အဲ့ဒီရုပ်ပိုင်းဆိုင်ရာကိုအရင်ကြည့်ရင်ယောဂကင်းရှင်းဖို့ဒုက္ခဝေဒနာမဖြစ်ဖို့ကနံပါတ်1အရေးကြီးတယ်တတ်တောင့်တတ်တာလေးဖြစ်ဖို့ဟုတ်လားနွေးနွေးထွေးထွေးလေးနဲ့ရုပ်ပိုင်းဆိုင်ရာပါနော်ကောင်းတာလေးမြင်ပြီးတော့ကောင်းတာလေးတွေစားရင်းနဲ့ဟုတ်လားကောင်းတဲ့အတန်လေးတွေကြားရင်းနဲ့တကယ်ကိုရုပ်ပိုင်းဆိုင်ရာမှာဘာပြဿနာမှမရှိဘဲနဲ့ပြဿနာမရှိုံမျှမကဘဲနဲ့ချမ်းသာလိုက်တာဆိုတဲ့အနေအထားမျိုးလေးအဲ့ဒါကိုဘုန်းကြီးတို့ဘဝမှာရံဖန်ရံခါမရဘူးလားရတယ်ဟုတ်တယ်မဟုတ်လားကိုစားကျင်တာလေးစားရတယ်နော်ဆိုရပါစို့အေးတဲ့ຢာတိဥဒ္ဓမှာနွေးနွေးလေးနေလဲရတယ်နော်အိုက်ပူနေတဲ့အချိန်မှာအေးအေးလေးနေလဲရတယ်ကောင်းလိုက်တာအဲ့ဒါပါတော့ချမ်းသာတာပါနော်မြင်ကျင်တာလေးမြင်ရလို့ချမ်းသာတာကြားကျင်တာလေးကြားလို့ချမ်းသာတာကိုမရှိဘူးလားရှိတဲ့တခါလေးခုံပေါက်နေအောင်တောင်းကောင်းလိုက်တာဟုတ်လားနော်စောစောကဘုန်းကြီးကပြောတာတော့မဆင်းရဲဘဝအရေးကြီးဆုံးချမ်းသာဘဝဒုတိယအရေးကြီးတာပထမအရေးကြီးတာကမဆင်းရဲဘဝအဲ့ဒါလေးကိုနားလည်အောင်လို့ရုပ်ပိုင်းဆိုင်ရာကိုကြည့်လိုက်ရင်လည်းပဲယောဂတွေကြောင့်ဆင်းရဲနေတာမဖြစ်ဖို့ကနံပါတ်1အရေးကြီးတယ်ဟုတ်တယ်မဟုတ်လားယောဂတွေနဲ့ကိုင်ဆင်းရဲနေပြီဆိုရင်ချမ်းသာလို့ကိုသူဟာကမရတော့မချမ်းသာတဲ့အပြင်သူကဘာတောင်ဖြစ်နေပြီတော့ဆင်းကိုဆင်းရဲနေပြီဟုတ်လားအဲ့တော့ခုနကတော့ဘုန်းကြီးကပြောလိုက်တာတော့ဘဝမှာစိတ်ချမ်းသာဘဝအရေးကြီးဆုံးလို့ပထမပြောလိုက်တယ်ပြီးတော့မှသူ့ထက်အရေးကြီးတာရှိသေးတယ်လို့ခေါင်းထဲပေါ်လာလို့ထပ်ပြောလိုက်တယ်အဲ့ဒါဘာပြောတော့စိတ်မဆင်းရဲဘဝအရေးကြီးဆုံးအပူလောင်ဖို့မပင်ပန်းဖို့တခါတလေဘုန်းကြီးတို့ကစိတ်တွေဆင်းရဲပြီးတော့လုံးဝနော်ဒီဆင်းရဲတဲ့နွန်ကနေပြီးတော့မထွက်နိုင်ဘူးဘယ်လန်းကထွက်ရမှလည်းမသိဘူးဟုတ်လားပိတ်နေပြီဆိုလို့ရှိရင်ဘာလုပ်ချလိုက်တော့ငိုချလိုက်တာပေါ့ဟုတ်တယ်မဟုတ်လားစိတ်ဆင်းရဲလုံးအားကြီးလာပြီဆိုပါတော့အဖြေမရတော့ဘူးဆိုငိုတာပေါ့ငိုချလည်းမပြောက်ဘူးစိတ်ကဆင်းရဲမြဲဆင်းရဲနေတွေးလိုက်တဲ့တဝဲလဲလဲနဲ့ဟာဘလို့မှလေးများဘူးဆိုအဲ့ဒါစိတ်ယောဂတွေဘာတွေရနိုင်တယ်နောက်ဆုံးကိုယ်တတ်သေးတာတွေဘာတွေဖြစ်သွားနိုင်ဆင်းရဲတဲ့တန်ကိုစိတ်ဟာမခံနိုင်ဘူးတဘောမှာဘာအရေးကြီးဆုံးလဲလို့မေးရင်စိတ်မဆင်းရဲဖို့ပြီးမှစိတ်ချမ်းသာဖို့ဒီသဘောလေးအဲ့တော့စိတ်ကိုမဆင်းရဲအောင်စိတ်ကိုချမ်းသာအောင်ဘယ်လိုလုပ်မလဲဆိုတာလေးကိုပြောချင်တာအဲ့ဒါရှေ့ကစောသောဟာလေးကလည်းပဲအထိုက်လျောက်တော့ပြောသင့်ပါတယ်လေလူတိုင်းသိနေတာတော့မဟုတ်တချို့လည်းပဲကြားဘူးချင်မှကြားဘူးမှာဆိုတဲ့စိတ်ကလေးနဲ့ဘုန်းကြီးကစောသောကပြောလိုက်တာနော်ဒီကဇာနုမင်းသားမေးလို့မြတ်စွာဘုရားဖြေတာပြစ္ဆုတ်ပံမှာချမ်းသာအောင်ဘယ်လိုနေရမလဲနော်သေပြီးရင်ပြီးမှာမဟုတ်ဘူးလာမဲ့ဘဝကောင်းအောင်ဘယ်လိုနေမလဲအဲ့ဒါပြောခဲ့ပြီနော်အခုဆက်ပြောမှာပါတော့စိတ်မဆင်းရဲဖို့စိတ်ချမ်းသာဖို့အဲ့လိုစိတ်မဆင်းရဲခြင်းဘူးဆိုရင်စိတ်ကိုဆင်းရဲအောင်လုပ်တဲ့အရာတနည်းအားဖြင့်စိတ်ကိုနှိမ့်ဆက်တဲ့အရာတွေမဖြစ်အောင်လုပ်ဖို့ပဲပို့ပြီးတော့ရှင်းအောင်ပြောရရင်စိတ်ကိုအေးခြင်းတယ်ဆိုလို့ရှိရင်ပူအောင်လုပ်နေတဲ့အရာတွေကိုရှော့ချနိုင်ဖို့မပူဘူးဆိုရင် तू အေးတာပဲဟောအဲ့ဒီရှုထောင့်လေးကလည်းနားလည်စေခြင်းတယ်ဆိုကြပါစို့ဒီအခန်းရဲ့အပူချိန်ကိုရှော့လိုက်တာနဲ့ရှော့နိုင်လေးလေးဘုန်းကြီးတို့အေးနောက်ဆုံးအပူချိန်မရှိတော့ခိုက်တုံအောင်တောင်အေးသွားလိမ့်မယ်သဘောပေါက်လားဘုန်းကြီးပြောတာအဲ့လိုဆိုရင်ဘုန်းကြီးတို့မဆင်းရဲခြင်းဘူးဆိုရင်ဆင်းရဲစေတဲ့အရာတွေကိုဘုန်းကြီးတို့စိတ်ထဲကိုမဝင်အောင်စိတ်နဲ့ဆင်းရဲစေတဲ့အရာတွေနဲ့မတွေ့မိအောင်မပေါင်းမိအောင်ဘုန်းကြီးတို့ကြိုးစားရမယ်မကောင်းမှုရှောင်ဆိုအဲ့ဒါကိုပြောတာအစင်းမြင့်မြင့်ပြောတာနော်မကောင်းမှုရှောင်ဆိုတာစိတ်ထဲမှာမကောင်းတဲ့သဘောတွေစိတ်ကိုပူလောင်အောင်ရှုံမြိုင်းမဲ့ဆင်းရဲအောင်နှိပ်စက်မဲ့တော့ရှုပ်ထွေးအောင်လုပ်မဲ့ညှဉ်းနှွမ်းအောင်လုပ်မဲ့သဘောတွေမဖြစ်အောင်ကြိုးစားတာမကောင်းမှုရှောင်ဆိုတာ
ဟုတ်လားအဲ့ဒီနီလေးကိုခုပြောမလို့အဲ့ဒါဂါထာလေးတစ်ပုဒ်ကိုဘုန်းကြီးအခြေခံပြီးတော့ပြောမယ်အတ္တနာသောတေဌာနပฏิမန္တေထအတ္တနာသောအတ္တကုဋ္ဌတတိမာဒုက္ခံဘိက္ခုဝိဟာဟိတိအတ္တနာသောတေဌာနကိုစစ်ဆေးရမယ်နော်ဒီပြင်အဆုံးအမတွေမှာကြားရဖို့မလွယ်တဲ့အဆုံးအမတွေဟုတ်လားဒီစကားမျိုးဒီနီလန်းမျိုးတွေကကြားရဖို့မလွယ်တဲ့နီလန်းတွေဒါကြောင့်တန်ဖိုးထားပြီးတော့သိချနာထားအတ္တနာသောတေဌာနကိုစစ်ဆေးရမယ်ပฏิမန္တေထအတ္တနာကိုစုံစမ်းရမယ်ကိုထောက်လှမ်းရေးလုပ်ရမယ်သောအတ္တကုဋ္ဌတတိမာအဲ့ဒါဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတတိရှိတဲ့အတွက်ကြောင့်သူ့စိတ်ကလေးဟာလုံခြုံလိမ့်မယ်ဒါဆိုရင်ဒုက္ခံဘိက္ခုဝိဟာဟိတိအဲ့ဒီယဟန်ဒီမှာတော့ယဟန်ကိုဟောတာမဟုတ်လို့အဲ့ဒီယဟန်လို့ပြောလိုက်တာအဲ့ဒီပုဂ္ဂိုလ်ဟာချမ်းချမ်းသာသာနေရလိမ့်မယ်ဒုက္ခံဘိက္ခုဝိဟာဟိတိပြန်ပြောမယ်နော်ကိုစစ်ဆေးရမယ်ကိုစုံစမ်းရမယ်စစ်ဆေးတာနဲ့စုံစမ်းတာနဲ့မတူဘူးနော်ကိုစစ်ဆေးရမယ်ကိုစုံစမ်းရမယ်အဲ့ဒါဆိုရင်အဲ့ဒီလူဟာတတိရှိလာတဲ့အတွက်ကြောင့်သူ့ရဲ့စိတ်ကလေးဟာလုံခြုံလာလိမ့်မယ်အဲ့လိုစိတ်လုံခြုံပြီဆိုတာနဲ့ဒီလူဟာချမ်းသာပြီလို့ပြောတယ်အဲ့ဒါကိုဒီလောက်ပြောတာနဲ့ရှင်းရှင်းလင်းလင်းနားလည်ဖို့သဘောပေါက်ဖို့မလွယ်သေးဘူးအဲ့ဒါပြီးတော့ဘုန်းကြီးအသေးစိတ်လေးရှင်းပြမယ်အခုဗာဆက်ပြောခြင်းတော့ဆိုတော့အဲ့ဒီဂါထာလေးကိုဘဇုကိုဘာကြောင့်ဟောခဲ့တာတော့အဲ့ဒီအကြောင်းအရာလေးနဲ့ဆက်ပြောမှတရားစကားလေးကပို့ပြီးတော့ကြဲကြဲပြန့်ပြန့်နားလည်နိုင်တာပေါ့မြတ်စွာဘုရားလက်ထက်ကအလွန်ဆင်းရဲတဲ့တကားတယောက်ရှိတယ်ဆွေမျိုးလည်းမရှိဘူးမိသားစုဝင်လည်းမရှိဘူးဘာအလုပ်လုပ်စားရတော့ဆိုတော့နော်သူများလေကိုထွန်ရက်ပြီးတော့နော်အလုပ်ကျန်းလုပ်ရတာပေါ့နော်အဲ့ဒါတနေ့တော့အဲ့ဒီလဲမှာထွန်မဲ့ထွန်တုံးကိုထမ်းပြီးတော့စိုးပိုင်းလေးဝက်ပြီးတော့သူ့လေတော့သူသွားတဲ့ခါကျတော့ရဟန်းတစ်ပါးနဲ့တွေ့တဲ့ခါကျတော့အဲ့ဒီရဟန်းကလည်းဘလို့ရည်ဆက်လည်းမသိဘူးသူ့ကိုမြင်တဲ့ခါကျတော့တနာတဲ့အတွက်ကြောင့်မင်းကွာဆင်းရဲလိုက်တာတို့လိုဘုန်းကြီးဝက်ပါလားလို့ပြောတယ်အဲ့တော့ရှင်ဗျာတပည့်တော်ဒီလောက်ဆင်းရဲနေတာသင်္ကန်းလဲဝယ်စရာလည်းမရှိဘာမှမရှိဒီလောက်ဆင်းရဲတဲ့လူကိုဘယ်ဘုန်းကြီးကရဟန်းဝက်ပေးမှာတော့အဲ့ဒါလိုပြောတဲ့အခါကျတော့တနာတဲ့အတွက်ကြောင့်လာငါဝက်ပေးမယ်မင်းသာဝက်ချင်တယ်ဆိုရင်လာလိုက်ခဲ့ဆိုခေါ်သွားအဲ့ဒါကြောင်းရောက်ခါနီးမှာ तू ကဘာတော့ထုံတုံးလေးထမ်းလာတာရှိတာဟုတ်အဲ့ဒီထုံတုံးလေးကိုကျောင်းနဲ့မနီးမဝေးရောက်ခါနီးလောက်အရောက်မှာ तू ကအဲ့တစ်ပင်ကိုထောင်းထားခဲ့တာထောင်းထားခဲ့ပြီးတော့ကျောင်းလိုက်သွားဟိုရောက်တဲ့အခါကျတော့ရှိတဲ့သင်္ကန်းနဲ့သူ့ကိုဝစ်ပေးလိုက်တာဝစ်ပေးလိုက်တော့သူ့ရဲ့ငကိုဝစ်ထားတဲ့လူဘဝပစိုးနွမ်းလေးရတယ်ကြံနေတာပေါ့အဲ့ဒီပစိုးနွမ်းလေးကိုလည်း तू ကစောစောတုန်းကထုံထုံထောင်ထားခဲ့တဲ့တစ်ပင်နာခြုံတစ်ခုမှာตาလေးခောက်ပြီးတော့တင်ထားခဲ့အဲ့ဒါနဲ့ तू ရဟန်းဘောကနေမြတ်စွာဘုရားရဲ့ဒီဘုံကံအလွန်ကြီးမားတာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားနာမှာနေတာဆိုတော့အလွန်ချမ်းသာတယ်ပေါ့ပစ္စည်းလေးပါစာဝတ်နေဘာမှပူကြမလို့ဩချမ်းသာလိုက်တာသူ့ဘောကဘာမှကြမ်းကြမ်းထန်ထန်လည်းမလုပ်ရအောင်နောက်ဒီလိုမှသိရင်ကအစိုးရတဲ့ဆာရဟန်းပေါင်းဝင်တယ်သူအဲ့လိုတွေးတယ်ဒါပေမဲ့အဲ့ဒီအတွေ့အသိမကြဘူး5-10ရက်လောက်ပဲကြာတယ်ညင်းငွေလာတယ်လွတ်လွတ်လပ်လပ်လည်းမနေရအောင်ပြောရရင်သူလူထွက်ချင်လာတယ်နော်စိတ်ရဲ့သဘောကိုမြင်အောင်ကြည့်နော်ဟုတ်လားနော်ချမ်းချမ်းသာသာနေခွင့်ရတိုင်းလည်းပဲမဟုတ်ပြန်သေးဘူးသူ့ရဲ့လိုအင်တွေသူဖြစ်ချင်တာတွေကစမ်းကြဲတယ်ကျဲပြန့်တယ်အလိုလိုက်လို့လည်းပြီးနိုင်မှာမဟုတ်ဘူးစိတ်ကိုယ်သာအလိုလိုက်ကြီးဆိုသေးသားသေးသွားမယ်တော့မှအလိုကပြီးမှာမဟုတ်ဘူးဟုတ်လားအခုသူဘာဖြစ်ချင်လူထွက်ချင်တာအဲ့တော့ तू ကဉာဏ်ရှိတဲ့လူပြောရရင်ဒီဘဝရဟန္တာဖြစ်မှာဉာဏ်ရှိတဲ့လူဆိုတော့သူ့စိတ်ကို तू အံ့ဩသွားတယ်ပေါ့အော်ဘလို့စိတ်ကြီးလဲပေါ့ဒီလောက်ဆင်းရဲတဲ့အနေအထားနဲ့ဒီလောက်အဆင်ပြေတဲ့ဘဝမျိုးကိုရောက်ခဲ့တာတောင်ဆင်းရဲတဲ့အခြေအနေကိုပြန်ပြီးတော့ပွားချင်နေသေးတယ်နော်သူ့ကိုယ်သူမကြိုက်ဘူးတောက်လျှောက်စိတ်ကိုအလိုလိုက်ပြီးတော့ပုံမဖော်လိုက်ဘူးနော်အဲ့ဒါနဲ့ तू ဘာလုပ်လဲဆိုတော့ तू ရဟန်းပြုကနေတုန်းကအဲ့ဒီတစ်ပင်မှာထောင်ထားခဲ့တဲ့ထွန်တုံးရဲ့သူ့ရဲ့ပစိုးနွမ်းလေးချိတ်ထားတဲ့ခြုံရဲ့အဲ့ဒီရှိတဲ့နေရာကို तू သွားတယ်သွားပြီးတော့တယောက်တည်းနော်အဲ့ဒီထွန်တုံးလေးကိုကြည့်ပြီးတော့မင်းလူထွက်ရင်ဒါနဲ့တွဲဖက်ပြီးတော့အလုပ်လုပ်ရမှာမင်းပိုင်တာဆိုလို့လဲဒါလေးပဲရှိတာဒါတောင်မင်းဟာအလွန်မှ
နော်ညံနေတဲ့အကောင်သူ့ကိုယ်သူဘာဖြစ်နေအောင်တယောက်တည်းရံဖြစ်ဟုတ်လားနော်တယောက်တည်းနော်တိုက်ပွဲတစ်ခုဆင်နွှဲနေတယ်လို့လည်းဆိုနိုင်တယ်တစ်ဖက်ကထွက်ချင်တယ်တစ်ဖက်ကမထွက်သင့်ဘူးအမျိုးမျိုးခြီတုံချတုံနော်လွန်ဆွဲနေတယ်နော်ဒီအခြေအနေမှလေးကိုမြင်အောင်ကြည့်နော်ဘဝမှာဘုန်းကြီးတို့ဒါအသုံးချလို့ရနိုင်ကောင်းတယ်ထင်လို့ဘုန်းကြီးကအသေးစိတ်လေးပြောနေတာဟုတ်လားအဲ့ဒီထုံထုံလေးကြည့်လိုက်အဲ့ဒီပစိုးနွမ်းလေးကြည့်လိုက်လူထွက်ချင်တဲ့စိတ်ကပျောက်သွားတယ်တန်ဝေကလည်းနည်းနည်းရတယ်စိတ်ကြီးကိုလည်းပဲလန့်သွားတယ်အော်စိတ်ကကြောက်စရာကြီးပါလားနော်အဲ့ဒါနဲ့ကြောင်းပြန်လာဒီလိုပဲချမ်းချမ်းသာသာနေနောက်တစ်လလောက်နေတော့တခါထွက်ချင်စိတ်ပေါက်လာပြန်တယ်နော်ပေါက်လာတော့ဘာလုပ်တုံဆိုတော့စောစောကသွားခဲ့တဲ့နေရာသွားပြီးတော့အဲ့ဒီထုံထုံလေးနဲ့ပစိုးနွမ်းလေးကိုကြည့်ပြီးတော့သူ့စိတ်သူပြန်ပြီးတော့ဆုံးမနော်အဲ့ဒီအချက်ကအလွန်ရေးကြီးတဲ့အချက်ပဲနော်ငါဘလို့ကောင်းတော့ဘလို့လုံးမှာတော့ဘာလုံးမှာတော့အကုန်လုံးဘာလုံးနေတော့စုံစမ်းနေတယ်စစ်ဆေးနေတယ်သောသောဒေသနာသူ့ကိုအကြောင်းပြုပြီးတော့ဟောမှာနော်ဟုတ်လားအဲ့လိုကြည့်ပြီးတော့ထွက်ချင်တဲ့စိတ်ကတခါခေါင်းမသွားပြန်ရောအဲ့ဒါနဲ့ပြန်လာနေချင်းမြေးတိုင်းနေမကြဘူးထွက်ချင်လာပြန်ပြီဟောထွက်ချင်လာတိုင်းအဲ့ဒီနေရာလေးကိုသွားတယ်သွားပြီးတော့အဲ့ဒါလေးကိုကြည့်ပြီးတော့သူ့ကိုယ်သူဆုံးမတယ်ဘလောက်ထီတောင်သူ့ရဲ့ထွက်ချင်စိတ်တွေကအကြိမ်များစွာဖြစ်တယ်လဲဆိုရင်အဲ့ဒီထွန်တုံးလေးစီကိုသွားတာလမ်းလေးကိုတွင်းနေတယ်တဲ့ဟုတ်လားလမ်းလေးကိုတွင်းနေတယ်အဲ့ဒါနောက်တော့အဲ့ဒီကိုသွားတဲ့အခေါက်ကြီးလဲပို့ကျဲလာတယ်ပေါ့နော်ကျဲလာပြီးတော့သူတရားတွေပါတယ်လဲတကယ်လဲအားထုတ်အသိဉာဏ်ရအောင်တကယ်လဲကြိုးစားတော့နောက်တော့ယန္တာဖြစ်သွားတယ်ယန္တာဖြစ်သွားပြီဆိုတော့လူထွက်ချင်စိတ်လဲမရှိတော့ဘူးဆိုတော့သူထုံထုံလေးတွေလည်းသွားเสียမလို့တော့အဲ့တော့ယဟန်တွေကသိတယ်နော်ဒီကိုယ်တော်ဟာအဲ့ဒီကိုခဏခဏသွားနေတာသိတယ်သိတော့ကြာတော့သူ့ကိုမေးတာပေါ့ဘာဖြစ်လို့မသွားတာတော့အခုအဲ့ဒီကိုသွားတာမတွေ့ရဘူးတဲ့အဲ့တော့ဘယ်သွားတာတော့ငါအဲ့တော့ငါဆရာကြီးကိုသွားတာဆရာကြီးကိုသွားတယ်လို့ပြောရင်နော်ကိုယ်ကောင်းအောင်လုပ်ပေးနိုင်တဲ့အရာကိုယ်မကောင်းတဲ့နေရာကိုရောက်မသွားအောင်မကောင်းတာကနေတားမြစ်ပေးနိုင်တဲ့အရာဆရာဆိုတာအဲ့ဒီအဓိပ္ပာယ်မျိုးတက်ရောက်မှတန်ဖိုးရှိတဲ့ဆရာဖြစ်မယ်နော်ကိုယ်မကောင်းတာမဖြစ်အောင်တစ်ဖက်မှာလည်းကောင်းတာဖြစ်အောင်တွန်းအားပေးနိုင်တဲ့လမ်းကြောင်းပေးနိုင်တဲ့ထိမ့်မှတ်ပေးနိုင်တဲ့လူကဘာလို့ဆရာအဲ့ဒါကိုရည်ရွယ်ပြီးတော့သူကထုံထုံလေးကိုဘာလို့ပြောတာတော့ဆရာလို့ပြောတယ်ငါဆရာကြီးကိုသွားတာဒါမသွားတာကြားတဲ့အခါတော့ရဟန်းတွေကဟေးမင်းဆရာကြီးကိုမသွားဘူးလားဆရာနဲ့ငါနဲ့အဆက်ပြတ်သွားပြီဟုတ်လားသွားလို့စိတ်မရှိတော့ဘူးငကိုတော့ကတို့ဟာဆက်နွယ်မှုရှိလို့တို့ကသူလူထွက်မယ်ဆိုဒါလေးနဲ့ပဲလှုပ်ရှားရမှာဟုတ်ခုလူထွက်ခြင်းသက်စိတ်ကလည်းမရှိတော့ဘူးဆိုတော့ဒါနဲ့သူနဲ့ကဘာဆက်နွယ်မှုမှပတ်သက်မှုမှမရှိတော့ဘူးမရှိတဲ့အတွက်ကြောင့်ငါအခုသွားကြမလို့တော့တန်ရောစဉ်ပြတ်သွားပြီဆိုတဲ့အသုံးနှုံးပေါ့နော်အဲ့ဒီအသုံးနှုံးကိုကြားတဲ့အခါယဟန်တော်တွေကအော်ဒါကကိလေသာအသောကုန်တယ်ဆိုတာဝန်ခံရရောက်တယ်ပေါ့ဒါကြောင့်မလို့ဒီယဟန်ကမဟုတ်မတရားပဲပြောသလားတကယ်ပဲကိလေသာကုန်သလားအဲ့ဒါကိုသိရအောင်ဆိုတော့မြတ်စွာဘုရားကိုသွားလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားအဲ့ဒီယဟန်တော်လေးကိုခေါ်ပြီးတော့အကြောင်းစုံမေးတယ်မင်းဆရာကြီးကသွားတယ်ဆိုတာဘာတော့ဘလို့ရွယ်ချက်နဲ့ဆရာလို့ပြောတာတော့အကုန်လုံးမေးတဲ့ခါသူအကြောင်းစုံပြန်လျှောက်တယ်အဲ့ဒီကြတော့သူဘာဖြစ်နေပြီတော့ယဟန်နာဖြစ်နေပြီအဲ့ဒီမှာမြတ်စွာဘုရားကဒီဂါထာလေးကိုဟောတာဒီဂါထာလေးကဘုန်းကြီးစိတ်ထဲမှာအလွန်မှသဘောကျတယ်နော်ချမ်းသာခြင်းစီကိုဘုန်းကြီးတို့ဆက်ရောက်နိုင်ဖို့အတွက်သွားရမယ့်လမ်းစဉ်တစ်ခုလို့ဘုန်းကြီးစိတ်ထဲမှာအဲ့လိုလေးခံစားမိတယ်အတ္တနာသောရယတနာပฏิမန္တေထအတ္တနာသောအတ္တဂုတ်တာတတိမဒုက္ခပိက္ခုဝိဟာဟိတိပထမအဆင့်လူဟာကိုစစ်ဆေးရမယ်ဆိုကြပါစို့ခုခေါင်းနဲ့ပေါ်တာပြောပါအောင်မယ်ကျမ်းမာရေးမကောင်းလို့ဆင်းရဲမှာကိုကြောက်တဲ့လူတွေနှစ်စဉ် medical check up ဟုတ်လားဘာလို့ကြစစ်ဆေးတာဘလို့အပြစ်နာဆံပြန်ရှိတယ်လဲဘာတွေများချွေရနေတယ်လဲလူဟာကိုယ်စိတ်ကိုစစ်ဆေးရမယ်ကိုယ်ဘဝကိုစစ်ဆေးရမယ်ငါအခြေအနေကဘလို့တော့စစ်ဆေးရမယ်ပို့ပြီးတော့ဒီစကလုံးလေးကိုအခြေချက်ပြောရမယ်အတ္တနာသောရယဒါနာသောရကတက်ရမယ်လို့ပြောတယ်သောရကတက်တယ်ဆိုတဲ့စကားလေးလူလောကမှာသုံးတယ်မဟုတ်လားသောရကတက်တယ်ဆိုတာဘာလို့တာတော့
အပြစ်ကိုထောက်ပြပြီးတော့ဘာလို့ဒီလိုလုပ်ရတာတော့ဆိုတာကိုအကြောင်းပြချက်တောင်းတာမို့လားထုချေလာတောင်းတာမို့လားမင်းဘာလို့ဒီလိုလုပ်တာတော့ပြောဘာကြောင့်ဒီလိုလုပ်တာတော့ဒါမှမဟုတ်ဘာကြောင့်ဒီလိုမလုပ်တာတော့အကြောင်းပြချက်တောင်းတာမို့လားစောရကတက်တယ်ဆိုတာဘုန်းကြီးတို့စဉ်းစားတော့အမှုတွေပါတယ်ဖြစ်ပြီးဆိုရင်တရားခံကိုဒီကတရားစွဲတဲ့လူကဒီအပြစ်တစ်ခုကို तू ကျူးလွန်ပါတယ်အဲ့ဒါကိုဟုတ်မဟုတ်ဘာလို့မလို့စစ်ဆေးရမယ်ဘယ်သူကစစ်ဆေးမလို့တရားသူကြီးကစစ်ဆေးမှာပေါ့နော်ပြစ်မှုဘာညာထင်ရှားတယ်ဆိုရင်အပြစ်ဒဏ်ပေးမယ်ပေါ့အဲ့တော့စောရကတက်တယ်ဆိုတဲ့စကားလုံးလေးရဲ့အတိပ္ပယ်ကိုထဲထဲဝင်ဝင်နားလည်ပေါ့ဒါဘဝမှာလက်တွေ့အသုံးချတတ်စေခြင်းလို့ဘုန်းကြီးကအသေးစိတ်လေးပြောတာကိုစောရကတက်ရမယ်တချို့လောက်ရက်တွေကိုကိုတကယ်စိတ်ထဲကနော်လိုက်လဲမကြိုက်ပါပဲနဲ့မနှစ်သက်ပါပဲနဲ့စိတ်အလိုလိုက်ပြီးတော့ဘုန်းကြီးတို့လုံးမိတာတွေပြောမိတာတွေမရှိဘူးလားအဲ့ဒီလိုအနေထားမျိုးမှာမင်းမဟုတ်လို့ဒီလိုလုပ်တာတော့နောင်တာမျိုးမလုပ်သင့်ဘူးကိုနဲ့ကိုဘာလို့အောင်တော့စောတကတက်ရမယ်ဟုတ်လားတချို့လှုပ်သင့်လှုပ်ထိုက်တာတွေကိုဘုန်းကြီးတို့ကလှုပ်သင့်လှုပ်ထိုက်တဲ့အလုံးမှန်သိပါလဲနဲ့မလှုပ်ဖဲနဲ့ရှောင်လွှဲနေတာတွေရောအများကြီးမရှိဘူးလားဘာလို့ကိုအတွက်အကျိုးရှိမဲ့အလုပ်တွေကိုမလုပ်ရတာတော့အဲ့ဒါဘာတော့စောတကတက်တာပဲဘာလို့ကိုဆင်းရဲစေမဲ့ကိုဒုက္ခရောက်စေမဲ့အလုပ်တွေကိုဘာလို့လုပ်ရတာတော့ဘယ်သူကိုစောတကတက်မှာတော့ကိုစောတကတက်ရမှာအဲ့ဒီဟာစောတကနာတက်နိုင်လေ तू ကအည်အသွေးတက်လာလေဖြစ်သွားမှာနော်အထူးသဖြင့်ဘုန်းကြီးတို့မဟုတ်တာလုပ်တဲ့အပိုင်းတွေရှိတယ်ဟုတ်တာကိုမလုပ်တဲ့အပိုင်းတွေရှိတယ်အကျဉ်းမြင်ကတော့ဒီနှမျိုးအတွက်ဘုန်းကြီးတို့မှာစောတကတက်เสียအပြည့်ရှိတယ်ဟုတ်တယ်မဟုတ်လားလုံးဝအပြစ်ကင်းနေတာမဟုတ်ဘူးလုံးဝကောင်းနေတာလည်းမဟုတ်ဘူးအဲ့လိုဆိုရင်ဘာလို့ဒီအပြစ်မကင်းတဲ့အနေအထားမျိုးကိုမချစ်ဖြတ်သေးတာတော့အပြစ်ကင်းအောင်ဘာလို့မကြိုးစားသေးတာတော့နော်ဖြူစင်မှုတွေကိုရအောင်တန့်ရှင်းမှုတွေကိုရအောင်ဘာလို့မသွားသေးတာတော့ဘာလို့မလုပ်သေးတာတော့ဘုန်းကြီးတို့မှာစောတကတက်မယ်ဆိုရင်တက်เสียတွေအများကြီးမရှိဘူးလားရှိတယ်တယောက်နဲ့တယောက်တော့မတူနိုင်ဘူးနော်ကိုကဘယ်လောက်ထိမှန်းထားသလဲဆိုတာပေါ်မှာမူတည်မယ်ပေါ့နော်လူဘဝရတဲ့အခိုက်အတန့်မှာဘယ်လောက်ထိအသိဉာဏ်တွေရပြီးတော့ဘယ်လောက်ထိလေးလေးနက်နက်တွေနားလဲသွားခြင်းတာလေနော်ဘဝရဲ့ပန်းတိုင်ကိုအသိပညာကိုဘဝရဲ့ပန်းတိုင်အနေနဲ့ဘုန်းကြီးကတော့ထားစီခြင်းပါတယ်နော်စာဝတ်နေရေးအတွက်ငွေရှာရတာတစ်ပိုင်းပေါ့နော်ဒါပေမဲ့အဲ့ဒါကလေးနေတဲ့လူဘဝကိုရခြင်းရဲ့လိုအပ်ချက်မဟုတ်သေးဘူးဒါကရှင်သန်ဖို့အတွက်ပဲလိုတာဟုတ်တယ်မဟုတ်လားနော်ရှင်သန်နေပြီဆိုရင်ဘာဆက်လုပ်မလဲဆိုတဲ့မေခွန်းကိုဘုန်းကြီးကအဲ့ဒီမေခွန်းရဲ့အဖြေကိုပြောနေတာနော်ဘလို့ရှင်သန်အောင်လုပ်ရမလဲဆိုတဲ့မေခွန်းရဲ့အဖြေကိုပြောနေတာမဟုတ်ဘူးရှင်သန်နေပြီဆိုရင်ဘာဆက်လုပ်မှာတော့အဲ့ဒီမေခွန်းရဲ့အဖြေကိုပြောနေတာဘဝရဲ့အကြောင်းကိုနားလည်မှုဆိုတဲ့ပညာကိုငါရအောင်လုပ်မယ်အဓိကဘဝရဲ့အကြောင်းကိုအမြင့်ဆုံးနားလည်သွားတဲ့ဉာဏ်ကိုဘာဉာဏ်ခေါ်မဲ့ဉာဏ်ဖို့ဉာဏ်ပါဘဝဒုက္ခသစ္စာပဲတကယ်ကတို့ကနားမလဲကြသေးလို့ဆင်းရဲပြီးဆင်းရဲဖြစ်နေတဲ့သဘောမသိဘူးအဲ့ဒီအမှန်တရားကိုတို့သိကိုမသိဘူးဘာလို့မသိတာသိအောင်လည်းမလုပ်ဘူးအဲ့ဒါနေ့လေတရားအထုတ်ကြမယ်ဆိုတာအဲ့ဒီအမှန်တရားကိုသိဖို့အတွက်ကြိုးစားမှာဘလောက်ကလေးများနီးနီးဆက်ဆက်အဲ့ဒီနာကိုချင်းကပ်သွားနိုင်မလဲသိဖို့တော့သူကအလွန်ခက်တဲ့အရာပေါ့နော်ခဏလေးနဲ့သိသွားမှာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီဒီကိုရှေ့ရှုနေတဲ့အခုလေ့ကျင့်မဲ့အလေးအကျင့်ကဘဝရဲ့ဆင်းရဲတဲ့သဘာဝအမှန်ကြီးကိုသိဖို့အတွက်ဘုန်းကြီးတို့ကအဲ့ဒီသိနိုင်တဲ့နီလန်းကိုကြိုးစားမှာဟုတ်လားတတိပဋ္ဌာန်တရားဆိုတာအဲ့ဒါဘဝရဲ့ဒုက္ခသစ္စာသဘောကိုသိဖို့အတွက်ကြိုးစားရမယ်နီလန်းပဲနော်ခုဘုန်းကြီးကဘာပြောနေတာတော့ကိုစောတကတက်ရမယ်လို့ပြောတာအခြေခံအဲ့ဒီကစမယ်နော်ငါဘာဘူးလို့ကောင်းတဲ့လောက်မကောင်းသေးတာတော့ငါကောင်းလို့ရပါလဲနဲ့ဘာလို့မကောင်းတာတော့တချို့ကိစ္စတွေမှာသိခံလိုက်ရင်လည်းရတယ်နားလည်းပေးလိုက်ရင်လည်းရတယ်ဒါပေမဲ့သိမခံဘူးနားလည်းမပေးဘူးအဲ့ဒါဘာတော့ကောင်းနိုင်ပါလျက်နဲ့မကောင်းတာဟုတ်လားနော်အဲ့လိုဆိုရင်ကိုကဘာတော့ကောင်းဖို့ပိုကြိုးစားတော့မှာနော်တခါတလေမကောင်းတာတွေကိုရှောင်နိုင်ပါလျက်ကနဲ့ဘုန်းကြီးတို့ဘာလုပ်နော်မရှောင်မဲနဲ့အဲ့ဒါကိုတဲ့နော်အဲ့ဒါကိုလှုပ်ဖြစ်အောင်ကိုလှုပ်ပလိုက်တယ်အဲ့ဒီလိုအခါမျိုးမှာဘုန်းကြီးတို့ဟာကိုစောတကတက်ပြီးတော့အဲ့ဒီမကောင်းတဲ့အခြေအနေကနေပြီးတော့တဖြည်းဖြည်းနှဲပါသွားအောင်ကောင်းတဲ့အခြေအနေတဖြည်းဖြည်းပြည့်စုံလာအောင်လုပ်လို့မရဘူးလားရတယ်စောတကတက်ရမယ်နော်ဘလောက်ထူဆန်းတဲ့ဒေသနာလဲဘလောက်လေးနဲ့တဲ့ဒေသနာလဲသူများကိုစောတကတက်ခိုင်းတာမဟုတ်ဘူးနော်ကိုစောတကတက်ဆိုတာကြားရတာနဲ့ကိုပဲစိတ်ထဲမှာဟာဒါအလွန်လေးနဲ့တယ်ဆိုတာကိုခံစားလို့ရတယ်ပြီးတော့ပါတယ်တော့ပဋိမန္တေထအတ္တနာကိုမှန်မှန်ကန်ကန်သိအောင်စုံစမ်းမထောက်လှမ်းရမယ်
တယောက်ယောက်ကိုနားလည်အောင်လုပ်နေတယ်လို့မျိုးဆိုကြပါစို့ကိုနဲ့အတူတူတစ်လုံးနေဖို့စဉ်းစားထားတဲ့လူရှိတယ်ဆိုကြပါစို့မင်းတို့အရွယ်လေးတွေနဲ့လိုက်ဖက်မဲ့စကားကိုပြောကြည့်တာနော်ဒီလူအကြောင်းကိုမင်းတို့ဘာမှမသိပဲနဲ့ဘာမှမစုံစမ်းပဲနဲ့အတူတူနေဖို့ဆုံးဖြတ်တယ်ဆိုရင်မင်းတို့လောက်မိုက်တဲ့လူရှိမှာမဟုတ်ဟုတ်လားဘာလို့ရမလဲစုံစမ်းရမယ်သူကဘလို့လူတော့ဘလို့စိတ်ရှိတာတော့ဘာတော့နောက်ခံဘာတော့အလားအလာဘာရှိတာတော့တွေးရမယ်မြင်ရမယ်ကိုနဲ့တစ်လုံးအတူတူနေမဲ့လူလေဟုတ်တယ်မဟုတ်လားအခုမြတ်စွာဘုရားသူများကိုစုံစမ်းခိုင်းနေတာမဟုတ်ပြန်ဘူးဘယ်သူကိုစုံစမ်းခိုင်းနေတာကိုစုံစမ်းခိုင်းနေတာနော်ဘလောက်စဉ်းစားစရာကောင်းတယ်လေကိုယ့်ရဲ့အခြေအနေမှာကိုယ့်ကိုနားလည်ရမယ်နော်တဏှာရာကိုသွားမယ်ဆိုကြပါစို့ကိုကဘယ်နာရောက်နေတာလဲဆိုတာကိုအရင်သိရမယ်ဟုတ်တယ်မလားမင်းတို့အခုကားမောင်းနေနော်ကိုကမလေးကြည့်ပြီးတော့မောင်းကြရနော်ကိုရောက်နေတဲ့နေရာလေးကပြမနေဘူးဆိုရင်တို့ချစ်ဆက်သွားဖို့ဆိုတာဘလို့မှမဖြစ်နိုင်ဘူးဟုတ်တယ်မဟုတ်လားဒီမှာရေပုံကြီးတော့ရှိတယ်ဒါပေမဲ့ကိုကဘယ်နာရောက်နေမှမသိဘူးကိုမသိဘူးဟုတ်လားကိုအခြေအနေမှကိုကဘာလုပ်ရမလဲတော့သိရမယ်နော်ငါဘလောက်စိတ်ဓာတ်ခိုင်မာတဲ့လူလဲဘလောက်နားလည်မှုရှိတဲ့လူလဲနော်တရားနဲ့ပတ်သက်ပြီးတော့ဆိုရင်လဲဘလောက်သိတယ်လဲဘလောက်မသိဘူးလဲငါရဲ့အခြေအနေမှငါဘာလဲနော်မသိနိုင်တာတွေနဲ့ဘုန်းကြီးတို့ကဘဝမှာနေကြတာပါတကယ်ကတော့ဆိုကြပါစို့ဘယ်ချိန်မှာဘာယောဂဖြစ်မယ်မသိဘူးအနာဂတ်ကိုဘုန်းကြီးတို့ဘာမှမသိနိုင်မဲနဲ့တကယ်ကတော့နေကြရတာပါသို့တော့လောလောဆယ်အခြေအနေအဲ့ဒီမသိနိုင်တာကိုမသိနိုင်ဘူးလို့သိချင်းကလည်းပဲဒါကိုစုံစမ်းနေတာတဲကရထားတဲ့အဖြေမှန်တစ်ခုလို့ဘုန်းကြီးကမြင်စေခြင်းတယ်ငါဘယ်ချိန်တရားမှမသိဘူးဆိုတာမသိနိုင်တာကြီးကိုဘုန်းကြီးတို့ကစဉ်းစားတာအဲ့ဒီမသိနိုင်တာကြီးကိုသိတာလို့ပြောလို့မရဘူးလားဘာလို့ဆိုကိုယ့်ဘဝဟာမသေးကြတဲ့ဘဝဆိုတာအမှန်တရားကြီးလေအဲ့ဒါကိုယ့်ရဲ့အခြေအနေမှန်ကြီးကိုဘာတော့သိသွားတာအဲ့ဒီအပိုင်းမှာဆိုကြပါစို့မင်းတို့ဖုန်းတစ်လုံးဝယ်လာတယ်ဒီဖုန်းကဝရန်ဒီပါတဲ့ဖုန်းလားမပါတဲ့ဖုန်းလားသိရမယ်ဘယ်တော့မှကိုဒီဥစ္စာကမင်းတစ်သက်လုံးသုံးပြက်တဲ့အချိန်လာပြီးတော့လဲလှဲ့ဆိုရင်ဟာဒါတာကြီးကိုဘာဖြစ်သွားပြီတော့တန်မှုကြီးသွားပြီနော်အခုဘုန်းကြီးတို့ရဲ့ဘဝဘာအာမခံချက်မှမရှိဘူးအချိန်မရွေးသူကပြက်နိုင်တယ်ပြက်ပြီးရင်လာလဲလှဲ့ဆိုတာလုပ်လို့လည်းမရဘူးအဲ့တော့ဆိုလိုတာကကိုစုံစမ်းတယ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကျယ်ပြန့်ပုံကိုဘုန်းကြီးကရိပ်မိအောင်ပြောတာကိုယ့်ရဲ့အခြေအနေကိုကိုသိရမယ်ကိုဘဝဟာဘလို့ဘဝမျိုးတော့အိုရမယ်ဘဝနာရမယ်ဘဝသေရမယ်ဘဝချစ်သူတွေနဲ့ကိုယ်ရမယ်ဘဝနော်ကိုယ့်ရဲ့လှုပ်ရက်ကိုဘလို့မှကိုယ့်လှုပ်ရက်ရဲ့အကျိုးဆက်ကိုဘလို့မှညင်းပယ်လို့မရတဲ့ဘဝဘယ်နှမျိုးတော့5မျိုးဘုန်းကြီးပြောလိုက်တယ်နော်အဲ့ဒါအဘိဓါသုတ်တံကိုခြေခံပြီးတော့ပြောတာဘသူဘဝဖြစ်ဖြစ်တကယ်တမ်းကဒီတိုင်းပဲအဲ့ဒီအခြေအနေမှန်တွေကိုဘုန်းကြီးတို့သိအောင်ကြိုးစားတာအဲ့ဒါကိုစုံစမ်းတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာဘုန်းကြီးတို့ထားလို့မရဘူးလားရတယ်ကိုစိတ်ကိုလည်းစုံစမ်းရမယ်ငါလောဘကြီးသလားဒေါသကြီးသလားဒါမှမဟုတ်တစ်ဖက်ကကောင်းတာတွေဘယ်လောက်ရှိတော့မရှိဘူးတော့ငါဘလို့အခြေအနေမျိုးဆိုရင်ငါဘလို့တွေတုံ့ပြန်တတ်တော့ငါဘာတွေကြိုက်တော့ဘာတွေမကြိုက်တော့ဘာလို့ရမှာတော့စုံစမ်းရမယ်ကိုနဲ့အတူတူသာနေနေတာကိုအကြောင်းကိုဘာမှမသိဘူးဆိုရင်အဲ့ဒီလူလောက်တုံးတဲ့လူမရှိဘူးဒီသဘောကိုပြောတာနော်အခုနှစ်ချက်ရှိပြီနော်ဘုန်းကြီးပြောတာအတ္တနာသောတယတာနံကိုသောတကတက်ရမယ်ဒါအိဗယ်တစ်မျိုးဘာလို့ကောင်းတာတွေကိုလုံနိုင်ရနဲ့မလုံတာတော့ဘာလို့မကောင်းတာကိုရှောင်နိုင်ရနဲ့မရှောင်တာတော့အကောင်းဆုံးသောတကတက်နည်းလို့ဘုန်းကြီးထင်တယ်နော်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့တွေ့တဲ့အခိုက်အတန့်မှာဘဝဒုက္ခတွေကလွတ်မြောက်အောင်ထိတောင်ဘုန်းကြီးတို့မှာလုံနိုင်ခွင့်ရှိတယ်ဘာလို့အဲ့ဒါတွေကိုနားလည်အောင်မလုပ်တာတော့ဘေးငါ့ကိုအကြောင်းပြချက်ဘယ်သူကိုသောတကတက်နေတာတော့ကိုသောတကတက်နေတာပြီးရင်ဘာလို့ရမှာတော့စုံစမ်းရအောင်မယ်ကိုယ့်ရဲ့အခြေအနေမှန်ကိုကိုသိအောင်နားလည်အောင်လုပ်ရအောင်မယ်အဲ့ဒါလို့သာဘုန်းကြီးတို့ကလေးလေးနက်နက်ဘဝမှာသောတကတက်ရင်းနဲ့စုံစမ်းရင်းနဲ့နေသွားမယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဘုန်းကြီးတို့ရဲ့အည်သွေးကမြင့်လာမယ်ဘလို့မြင့်လာမှာတော့ဆိုတော့သတိရှိလာလိမ့်မယ်တဲ့နောက်ဆုံးဘုန်းကြီးတို့နားလည်မှုရှိအောင်ကြိုးစားတဲ့နေရာမှာသတိနဲ့ပဲဘုန်းကြီးတို့ကကြိုးစားကြရတာနော်မောင်တို့ဗုဒ္ဓဘာသာကိုနော်လေးလေးနက်နက်လေ့လာမယ်ဆိုလို့ရှိရင်ဒီတတိပဋ္ဌာန်တရားအကြောင်းကိုမသိရင်ဗုဒ္ဓဘာသာလို့ပြောဖို့တောင်မလွယ်ဘူးတတိရှိမှနားလည်မှုဆိုတာဖြစ်လာနိုင်တာနားလည်မှုရှိမှဒီຢာရဲ့ပေါ်မှာကိုယ့်ရဲ့တုံ့ပြန်မှုတွေဟာအဆင့်အတန်းမြင့်မြင့်တုံ့ပြန်နိုင်ပါဟုတ်လားဒါကြောင့်တတိထားရတယ်
နော်ဒီဟာရဲ့အကြောင်းကိုသိကျင်ရင်ဒီဟာကိုသတိထားရတယ်ဒါဖြစ်နေတယ်ဒါဒီတိုင်းဖြစ်နေတယ်နော်ဒီမှာသတိထားတယ်ဆိုတဲ့စကားလုံးရဲ့နော်အဓိပ္ပာယ်နဲ့ပဲရလဲအကျယ်ကြီးသူ့ကိုအကျယ်ချက်မယ်ဆိုရင်မဟာသတိပဋ္ဌာန်သုတ်တန်ကြီးတစ်ခုလုံးကိုအကျယ်ချက်ဖို့ရှိတယ်နော်သတိထားတယ်ဘယ်မှာထားရမှာတော့ဆိုရင်ကိုယ်ခန္ဓာမှာထားရမယ်ဝတ်ကိုရဲ့အပေါ်မှာထားရမယ်အဲ့တော့ကိုဆိုတဲ့စကားလုံးလေးဘုန်းကြီးတို့ဘယ်လိုရေးသလဲကာကြီးလုံးကြီးတင်တစ်ချောင်းမြင်ရပ်ပလက်လေးတပ်ပြီးတော့ရေးတယ်နော်ကိုကာယဆိုတဲ့ပါဠိစကားလေးကိုမြန်မာမှုပြုတ်လိုက်တာကိုဟုတ်လားကာယဆိုတာအပေါင်းအစုလို့အဓိပ္ပာယ်ရတယ်။နောက်ဘုန်းကြီးတို့ဘဝမှာဖောက်ပြန်တတ်တဲ့သဘာဝတွေကိုရုပ်လို့ခေါ်တာဟုတ်။အဲ့ဒီဖောက်ပြန်တတ်တဲ့သဘာဝတွေရဲ့အပေါင်းအစုကိုယူပကာယရုပ်အပေါင်းအစုဟုတ်လားသူတစ်ခုတည်းဖြစ်နေတာမဟုတ်ဘူးဘယ်အပေါင်းအစုတွေပါရောပြီးတော့ဖြစ်နေတာတော့နာမကာယနာအပေါင်းအစုတွေပါရောပြီးတော့ဖြစ်နေတယ်။အဲ့ဒီနာမကာယမှာဘုန်းကြီးတို့ဘယ်သူခေါင်းဆောင်လဲဆိုရင်ဝိညာဉ်သိစိတ်ကခေါင်းဆောင်တယ်ဟုတ်လားမြင်လိုက်တာနဲ့ဘုန်းကြီးတို့သိပြီအကြောင်းကြားလိုက်တာနဲ့အတန်သိတယ်နော်မြင်သိစိတ်ကြားသိစိတ်အနံ့သိစိတ်ရတာသိစိတ်တွေ့ထိသိစိတ်ပြီးတော့ဗါတော့တွေးတာကိုသိတဲ့စိတ်ဟုတ်လားအဲ့ဒီအတိဖြစ်ပြီးဆိုတာနဲ့ချမ်းသာခြင်းဆင်းရဲခြင်းတစ်မျိုးမျိုးဖြစ်တယ်အဲ့ဒါဝေဒနာဟုတ်ပြီနော်တွဲဖြစ်တာနော်အဲ့ဒီမြင်သိပြီဆိုတာနဲ့ဘုန်းကြီးတို့စိတ်ထဲမှာငကိုယ်တော့ကမှတ်သားထားတဲ့အရာတွေဒါဘာမှတ်ထားတာအဲ့ဒီအထင်တွေအမြင်တွေကတခါတည်းတွဲပြီးတော့ဖြစ်တယ်အဲ့ဒါကိုသင်ညာခေါ်တယ်ဘသူပဲဘဝပဲမြင်လိုက်တာနဲ့ဒါကကြောင်းပဲဒါကအိမ်ပဲဒါကလူပဲဒါကမိန်းမပဲဒါကယောက်ျားပဲအစရှိသဖြင့်အဲ့ဒါပါတော့သင်ညာသဘောသိစိတ်မှာတွဲပြီးတော့တခါတည်းဖြစ်တာနော်ခံစားမှုတွဲဖြစ်တယ်ပြီးတော့ပါတော့ဘာပဲညာပဲမှတ်ထင်မှုတွဲဖြစ်တယ်ပြီးရင်ဘာတွဲဖြစ်မှာတော့အကောင်အဆိုးတစ်မျိုးမျိုးတုံ့ပြန်နေတဲ့သဘောကုသိုလ်အကုသိုလ်သဘောလေးကိုပြောတာအဲ့ဒါပါတော့သင်္ခါရဆိုတာအဲ့ဒါကိုပြောတာနည်းနည်းလေးစကလုံးလေးတွေကိုအာယုံစိုက်ပြီးတော့မှတ်မယ်နော်နာမခန္ဓာတရား၄ပါးခန္ဓာ၅ပါးဆိုတဲ့စကလုံးကြားဘူးကြတဲ့ဒီလူတွေဟုတ်လားခန္ဓာဆိုတာအစုအဝေးဖောက်ပြန်မှုအစုအဝေးကိုယူဘက်ခန္ဓာခေါ်တာမျက်စိနဲ့မြင်နေတဲ့ဒီကိုယ်ကောင်ကြီးနေရာတိုင်းမှာဖောက်ပြန်နေတယ်နော်ကိုယ့်ရဲ့ခေါင်းဆိုတာလေးတစ်ခုကိုကြည့်လိုက်ဟုတ်လားစပယ်မှုလေးတွေကတကြီးဘာလုပ်နေတော့ထွက်နေတယ်ဟုတ်တယ်မဟုတ်လားလက်သေးလေးတွေခြေသေးလေးတွေထွက်နေတယ်အရေပါးလေးတွေအရေပြားလေးတွေအမြဲတမ်းလဲနေတယ်ကိုကသာမသိတာ तू ကဘာတော့တကယ်ကိုရှုပ်ထွေးနဲ့ဆိုင်ကြည်ပြန့်အလုံးလုံးနေတယ်လို့လည်းပြောလို့ရတယ်ဒီခန္ဓာကိုယ်ကြီးပဲနော်ဒီဖောက်ပြန်မှုအစုဝေးကြီးကိုအမိပြုတော့ဖြစ်နေတာကိုနာမခန္ဓာနာအစုဝေး၄ခုအဲ့ဒီနာအစုဝေးကိုမြတ်စွာဘုရားဘယ်လိုဟောတော့ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဒီလိုဟောတယ်ဟုတ်တယ်မဟုတ်လားဒီမှာဝိညာဉ်ကိုဘုန်းကြီးကအရင်ပြောလိုက်တာဝိညာဉ်သိစိတ်အဲ့ဒီသိပြီဆိုတာနဲ့ခံစားတာပါတယ်ဘာပဲညာပဲမှတ်ထင်တာပါတယ်အကောင်းဆိုးတစ်မျိုးမျိုးလုပ်ပြီဆိုတာပါလာတယ်စိတ်ထဲမှာအလုပ်လုပ်တာနော်ဟုတ်လားအခုဒီမှာဘုန်းကြီးကဘာကိုရှင်းပြတော့တတိထားတာကိုပြောနေတာတတိကဘယ်ပေါ်မှာထားမှာလို့ဆိုရင်အဲ့ဒီဖြစ်နေတဲ့သဘာဝတွေပေါ်မှာထားရမှာအဲ့ဒါကိုစောရကတက်ပြီးကိုစုံစမ်းမှများလာပြီဆိုရင်ဘာလုပ်သင့်တယ်ဘာမလုပ်သင့်ဘူးဆိုတဲ့အဖြေမှန်တွေကလည်းအများကြီးရလာတယ်လေရလာတဲ့အချိန်မှာအော်ငါဘဝမှာအရေးကြီးဆုံးကငါကိုငါနားလေဖို့ကအရေးကြီးဆုံးမှလားလို့သူသဘောပေါက်လာလိမ့်မယ်သဘောပေါက်လာတဲ့အခါမှာငါကိုငါနားလေခြင်းနဲ့ဆိုရင်ငါဘာနဲ့လုပ်ရမှာလို့ဆိုသတိနဲ့ပဲလုပ်ရမယ်အဲ့ကြောင့်မလို့ဒီမှာမြတ်စွာဘုရားဒေသနာကိုဘယ်လိုဟောထားတာလဲသောအတ္တဂုဋ္ဌတတိမှာတတိရှိသည်ဖြစ်၍သူစိတ်ကလေးဟာလုံခြုံလာတယ်လို့ခေါ်တယ်ဟောဆက်ဆက်မှုရှိရမယ်နော်ရှေ့တရားစကားလေးတွေနဲ့ကိုစစ်ဆေးရမယ်ကိုစုံစမ်းရမယ်အဲ့ဒါဆိုလို့ရှိရင်ဒီလူဟာတတိရှိလာတဲ့အတွက်ကြောင့်ဟုတ်လားစုံစမ်းပြီဆိုတဲ့ကွာစားတတိတွေကပါနေပြီတကယ်ကဟုတ်တာကိုစောရကတက်ပြီဆိုတဲ့ကွာစားကိုပြန်ပြီးတော့ဗါတော့စစ်ဆေးနေပြီသူကဟုတ်တယ်မဟုတ်လားမင်းဘာလို့ဒီမကောင်းတာလုပ်တာတော့ကောင်းတာလုပ်ပါလားဘာလို့မကောင်းတာကိုမင်းလုပ်နေတာတော့ဘာလို့ကောင်းတာကိုလွဲနေတာတော့ဘာလုပ်တာတော့တတိတွေပါနေပြီဟုတ်တယ်မဟုတ်လားကိုစုံစမ်းပြီးထောက်လန်းပြီးဆိုတော့တတိမပါလို့ကိုမရတော့ပြန်ဘူးအဲ့ဒါပိုးတောင်းတတိကပါလာပြီတဲ့မြင်အောင်သူကကြည့်တဲ့အပိုင်းတွေပါလာပြီအဲ့လိုတတိရှိလာတာနဲ့အမျှဘာဖြစ်လာတော့ဆိုတော့သူ့စိတ်ကလေးဟာလုံခြုံလာတယ်သောအတ္တဂုဋ္ဌသောအဲ့ဒီတတိရှိတဲ့ပုဂ္ဂိုလ်ဟာအတ္တဂုဋ္ဌသူ့ရဲ့စိတ်ဟာလုံခြုံလာတယ်ဘာဖြစ်လို့တော့တတိမှာတတိရှိလို့အဲ့မဲ့လုံခြုံတယ်ဆိုတာလေးကိုဘုန်းကြီးပြောဦးမယ်တရားစရင်ဘာပြောတော့ကိုယ်စိတ်မဆင်းရဲဖို့ကိုယ်စိတ်ကလေးချမ်းသာဖို့အရေးကြီးတယ်အကြောင်းမျိုးမျိုးကြောင့်စိတ်ဆင်းရဲတရားတွေစိတ်မချမ်းသာတရားတွေကအမျိုးမျိုးကြုံနေရတာပဲလေလူတိုင်းမှာ
အဲ့လိုဆိုလို့ရှိရင်စိတ်မဆင်းရဲခြင်းမှုဆိုရင်ဘာလို့မလို့စိတ်ကိုဆင်းရဲစေတတ်တဲ့အရာတွေကိုဖယ်ရမယ်လို့ဘုန်းကြီးပြောလိုက်တာမှတ်မိမယ်နော်အဲ့ဒီလုံခြုံတယ်ဆိုတာအဲ့ဒါကိုပြောတာစိတ်ကိုဆင်းရဲအောင်နှိပ်စက်မဲ့အရာတွေကစိတ်စီကိုကတ်လို့မရအောင်စိတ်စီကိုဝင်လာလို့မရအောင်စိတ်ကလေးကလုံခြုံတယ်ဆိုကြပါစို့မောင်တို့အခုလေတိုက်တယ်အေးတယ်ဆိုရင်အဝတ်ဝတ်ထားကြရတယ်ဒီအဝတ်လောက်နဲ့မလုံဘူးဆိုရင်ခြုံထားရအောင်မယ်ဘလောက်အဲ့ဒါကိုမလုံဘူးဆိုရင်အနှွေးတက်တွေပါလေလွတ်ထားအောင်မယ်အဲ့ဒါပါတော့ကိုယ်ခန္ဓာကိုယ်ကိုစောင့်ရှောက်တာတနည်းအားဖြင့်စောင့်ရှောက်တယ်ဆိုတာလုံခြုံအောင်လုပ်တာအင်္ဂလိပ်ဆိုတာအဓိပ္ပာယ်ပါတော့ကိုယ်ဘဝလေးကိုနေတဲ့အခါမှာလုံခြုံမှုပေးဖို့အခန်းတော့ခတ်ထားမယ်တကားခတ်ထားမယ်ဟုတ်လားလုံခြုံမှုဆိုတဲ့စကားလုံးရဲ့အရေးပါပုံကိုတွေးမိအောင်ပြောပြတာနော်လုံခြုံမှုအတွက်နေရာအသီးသီးရှုထောင့်အသီးသီးနဲ့ဘုန်းကြီးတို့ဘာလို့နော်စူးစမ်းနေရတယ်ဒီလုံခြုံမှုကဘလောက်အရေးကြီးတယ်လဲကိုလုံခြုံအောင်စောင့်ရှောက်မထားနိုင်ဘူးဆိုရင်ဒီခန္ဓာကိုယ်ဘာဖြစ်မှာတော့ဆင်းရဲမယ်နော်ကောင်းကောင်းလုံခြုံအောင်ဝတ်မပေးနိုင်ဘူးကောင်းကောင်းလုံခြုံတဲ့နေရာမှာထားမပေးနိုင်ဘူးဆိုရင်ဒီခန္ဓာကိုယ်ဘာဖြစ်မှာတော့ဆင်းရဲမှာပေါ့ယောဂနှိပ်စက်တောက်လျှောက်ပြဿနာတက်မှာပေါ့နော်အခက်မသိရင်နာရီပိုင်းအတွင်းတောင်သိရင်သိသွားနိုင်တယ်လုံခြုံမှုမရှိဘူးဟုတ်လားအခုကဘယ်လုံခြုံရေးကိုပြောနေတာတော့စိတ်လုံခြုံရေးကိုပြောနေတာအဲ့ဒါစိတ်ကလေးအဆင်ပြေခြင်းနဲ့ချမ်းသာခြင်းနဲ့တနည်းအားဖြင့်စိတ်မဆင်းရဲခြင်းဘူးမပူလောင်ခြင်းဘူးဆိုရင်စိတ်ကိုဆင်းရဲအောင်နှိပ်စက်မဲ့အရာတွေဝင်လာလို့မရအောင်ကိုယ်စိတ်ကလေးကိုလုံခြုံရေးပေးထားရမယ်ဟုတ်လားဘယ်အရာကလုံခြုံရေးကိုတာဝန်ယူမှာလို့ဆိုတော့သတိရယူမယ်တဲ့အဲ့ဒါသတိကလေးထားနေရင်အဲ့ဒီစိတ်ကလေးကကိုတိတိမတိတိလုံခြုံနေတယ်ဒါကြောင့်ဟိုတုန်းကဆရာတော်ဥဇောတိကမဟာမြိုင်ဆိုတော်ဘုရားကြီးဘုန်းကြီးကအလွန်မှကြည်ညိုတယ်အလွန်လဲဘုန်းကြီးရဲ့စာအုပ်တွေမှာဖတ်ဖူးတဲ့စာအုပ်မရှိပါဘူးလေတရားတွေလည်းအများကြီးနာဖြစ်တယ်ပေါ့အဲ့ဒါနာလဲနာစေခြင်းနဲ့ဒီကလေးတွေဟုတ်လားအင်္ဂလိပ်ဒီအနောက်တိုင်းကြပြာလေးတွေကိုလည်းပဲဆရာတော်ကြီးကတရားလေးတွေထည့်ထည့်ဟောတာရှိတယ်နော်တတိဆိုတဲ့နေအိမ်ဆိုတဲ့စာအုပ်ရှိတယ်တရားလည်းရှိတယ်အလွန်ကောင်းတယ်နော်တတိမရှိတဲ့စိတ်ဟာ तू ကဘာနဲ့တူတော့ဆိုတော့အိမ်ကြီးရာမဲ့အဲ့လိုတုံးတယ်အိမ်မရှိဘူးဒီလိုอ่ะလမ်းဘေးမှာကြုံအားကြပန်းနေရတယ်ဘလောက်ဆင်းရဲလိမ့်မလို့ဟုတ်လားအိမ်မရှိတဲ့လူတယောက်လေလွင့်နေတဲ့လူတယောက်လမ်းဘေးကြုံအားကြပန်းနေရတယ်အဲ့ဒါလိုပဲတကယ်လို့သာဒီစိတ်ဟာသတိမရှိဘူးဆိုရင်အဲ့ဒါကြုံအားကြပန်းနေရတဲ့အနေအထားပဲသူဘာလုံခြုံမှုမှမရှိဘူးသူအိမ်မရှိဘူးအဲ့တော့ကိုယ်စိတ်ကလေးကိုအိမ်မှာအိမ်ရှိအောင်အိမ်ဆောက်ပေးရမယ်ပေါ့ဆိုလိုတာဟုတ်လားအိမ်ဘယ်နှမျိုးဖြစ်တာနှစ်မျိုးဖြစ်တာနော်ဗကတိအိမ်ရှိတယ်စိတ်ရဲ့အိမ်လည်းရှိမယ်ပေါ့နော်ဟုတ်လားအဲ့တော့ဒီမှာဘုန်းကြီးကလုံခြုံမှုဆိုတာလေးနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်ပြောကြည့်တာသောအတ္တဂௌတ္တတတိမှာအဲ့ဒီလူသတိရှိလာတဲ့အတွက်ကြောင့်စိတ်လုံခြုံလာတယ်လုံခြုံလာတော့ဘာဖြစ်မလို့ဆိုဒုက္ခံဘိက္ခုဝိဟာယိတိအဲ့ဒီလူချမ်းချမ်းသာသာနေရလိမ့်မယ်ဟောပန်းနိုင်ရောက်လာပြီနော်ဘုန်းကြီးတို့ကဘာဖြစ်ချင်ကြတာတော့မဆင်းရဲချင်ကြဘူးဘလို့အကြောင်းတရားတွေနဲ့ပဲတွေ့ဘလို့စိတ်ညစ်စရာတွေနဲ့ပဲကြုံမဆင်းရဲချင်ဘူးနော်တဆင့်တက်ပြီးတော့ဘုန်းကြီးတို့ကအဆင်ပြေခြင်းနဲ့ချမ်းသာခြင်းနဲ့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဘုန်းကြီးတို့ကဘာလုပ်အောင်တော့ဒီဒေသနာဒီရှုထောင့်ကနေကြည့်မယ်ဆိုရင်ကိုယ်စိတ်ကလေးကိုလုံခြုံအောင်ကာကွယ်စောင့်ရှောက်ပေးရမယ်ဟုတ်လားနှိမ့်ဆက်မဲ့အရာတွေဝင်လာလို့မရအောင်ဘုန်းကြီးတို့ကြိုးစားရမယ်ဘာနဲ့ကြိုးစားမလို့တတိနဲ့ကြိုးစားရမယ်တတိထားတဲ့နီးနဲ့ဘုန်းကြီးတို့ရဲ့စိတ်ကိုဆင်းရဲအောင်နှိမ့်ဆက်မဲ့အရာတွေဝင်လာလို့မရအောင်ကာကွယ်စောင့်ရှောက်ပေးရမယ်ဒါပြောတာနော်ကိုယ်တရားတရားလေးထိုင်မှတ်နေတယ်နော်မထိုင်နိုင်လည်းပဲနော်အခြေအနေအကြောင်းတစ်မျိုးမျိုးနဲ့ဘုန်းကြီးတို့ဟာနော်ရှင်းတန်းနေကြတာသွားရင်သွားမယ်ရရင်ရမယ်နော်ဒီလိုအမိလေးနဲ့ထိုင်တာမျိုးလည်းရှိမယ်ပင်ပန်းတဲ့ခါမှာတုံးလုံးလဲနေတာလည်းရှိမယ်ဘလို့ပဲနေတဲ့အခြေအနေတိုင်းမှာဘုန်းကြီးတို့ကသတိထားလို့မရဘူးလားရတယ်သတိထားနေတဲ့အချိန်ကအဲ့ဒါတရားအားထုတ်နေတဲ့အချိန်ပဲပုံသဏ္ဍာန်ကြီးကဒီလိုထိုင်နေပဲမလို့သတိလွတ်နေတယ်ဆိုရင်အဲ့ဒါတရားထိုင်နေတာမဟုတ်ဘူးနော်ဒီနေရာမှာထိုင်နေဆိုတဲ့အသုံးနှုံးလေးဟိုတနေ့ကတော့ပါကျုပ်စတော်ဘုရားကြီးဟောတာနော်တရားထိုင်နေနော်အမှန်ကသတိထားပြီးတော့နေတာနော်ထိုင်တာကဘာလို့ထိုင်ရတာလို့ဆိုတော့ရှားရှည်လုံးနိုင်အောင်လို့ထိုင်ရတာအိပ်ရင်းနဲ့မှတ်လို့လည်းရတယ်ဒါပေမဲ့အိပ်ရင်လို့အိပ်တာမှာ तू အန်တရာဘာရှိအောင်ဆိုအိပ်ပျော်သွားနိုင်တယ် तू စိမ့်ကြလုံးအားကြီးတာတက်တာလုံးအားကြီးတာ तू နော်ဘာမှကိုထိမ့်ထားစရာမလိုဘူးဆောင်းထားစရာမလိုအခုထိုင်းနေရဆိုလဲမသွားအနည်းဆုံးတော့အပေါ်ပိုင်းကိုထောင်ထားရတယ်ဟုတ်လားနော်အိပ်နေလို့ရှိရင် तू ကမြန်ထိနာမိတ်တာဝင်ပြီးတော့အိပ်ပျော်သွားနိုင်တယ်
သွားနေတယ်သူကလှုပ်ရှားလုံးအားကြီးနေတယ်အာယုန်နေများတယ်မျက်လုံးကလည်းဖွင့်ထားရတယ်ဒီကိုသိကျင်တာလေးကိုသိဖို့အတွက်ဘယ်ဣရိယာပုလေးကရေရှည်လုံးနိုင်မဲ့ဣရိယာပုလေးလဲဆိုရင်ထိုင်းနေတဲ့ဣရိယာပုလေးကရေရှည်လုံးလို့ရတာမလို့သူ့ကိုထိုင်းပြီးတော့လှုပ်လို့ပြောတာအမှန်ကတရားဆိုတာဘာလို့ဣရိယာပု၄ပါးလုံးမှာလှုပ်ရမှာနိုးကြားနေတဲ့အချိန်တိုင်းမှာတရားလှုပ်လို့ရတယ်တကယ်ထွန်းထွန်းပေါက်ပေါက်ဖြစ်ချင်တယ်တကယ်စစ်မှန်တဲ့ချမ်းသာကိုရပြီးတော့မဉ္ဇဉ်ဖူဉ္ဇဉ်အဆင့်ထိမြုံမှန်းတယ်ဆိုရင်တော့အချိန်တိုင်းကိုသူကလှုပ်နေမှရမှာဟုတ်လားအခုဘုန်းကြီးတို့ကအဲ့လောက်မမျှော်လင့်သေးဘူးအရွယ်လေးတွေကလည်းငယ်သေးတယ်တော့ရှာရဖွေရအောင်မယ်ဒါပေမဲ့ဘဝမှာဘုန်းကြီးတို့ကဘယ်လောက်မျှော်လင့်ထားတော့ဆိုတော့ဒီဥစ္စာပစ္စည်းရှာဖွေတဲ့ကိစ္စနဲ့တွဲပြီးတော့ကိုယ်စိတ်မဆင်းရဲဖို့အတွက်ကိုယ်စိတ်ချမ်းသာဖို့အတွက်နေတတ်ဖို့အဲ့ဒီနီလန်းလေးပေါ်မှာကျွမ်းကျင်ဖို့ဒီတရားရှာတဲ့မြင့်မြတ်တဲ့အလေးအကျင့်လေးကိုတော့လေ့ကျင့်ခြင်းဆိုတဲ့တရားရှာတဲ့အလုပ်ကလေးကိုတွဲဖက်ပြီးတော့လုပ်စေခြင်းတော့အဲ့ဒါမပါလို့ရှိရင်မောင်တို့ဘဝတစ်ဖက်ဆောင်းနေဖြစ်သွားမယ်ဒီဘက်ကအထိမ့်မပါဘူးပေါ့နော်ဗရိတ်မပါတဲ့ကာမောင်းရင်မလားဘာလို့လို့တော့ဒုက္ခရောက်မှာဟုတ်တယ်မဟုတ်လားဘုန်းကြီးကဟိုတော့ကသေခြင်းတရားကိုစဉ်းစားလို့ဖြစ်ပေါ်တဲ့အတိညာကားရဲ့ဗရိတ်နဲ့အလွန်တူတာပဲလို့ကိုယ်စိတ်ထဲမှာခံစားရလို့အဲ့ဒီအကြောင်းအရာလေးစီစိတ်ကရောက်သွားလို့မေးလိုက်တာအဲ့တော့ပြောနေတာကဘာတော့နော်ဒီဘုန်းကြီးတို့ဟာလောကီဥစ္စာပစ္စည်းလိုအပ်ချက်တွေရှိတဲ့အတွက်ကြောင့်ရှားကြဖွေကြရတယ်တစ်ဖက်မှာလည်းပဲတော့စိတ်မစင်းရဲဖို့စိတ်ချမ်းသာဖို့ဆိုတာကိုလိုအပ်ချက်မဟုတ်ဘူးလားပိုးတောင်ကြီးမားတဲ့လိုအပ်ချက်လို့ဘုန်းကြီးကမြင်စေခြင်းတယ်အဲ့ဒီလိုအပ်ချက်ကိုဘုန်းကြီးတို့ဘယ်လိုဖြည့်ဆည်းမလို့အဲ့ဒီအတွက်ပြောနေတာပဲခုပြောနေတာဟုတ်တယ်မဟုတ်လားဒါကြောင့်စောစောတော့စဟောတဲ့တရားဘာတော့ပိုက်ဆံရှာနီးလို့လည်းပြောနိုင်တယ်နော်ကြိုးစားရမယ်အထောက်ရမယ်ပြီးရင်မပြောက်ပြအောင်ကာဝယ်ဆောင်ရှောက်ရမယ်လူပေါင်းသူပေါင်းမှန်ရမယ်ပြီးရင်အသက်မွေးဝမ်းကြောင်းမှုညီမျှအောင်ကိုယ့်ရဲ့ဝင်ငွေထွက်ငွေတွေမျှရမယ်ဒါမြတ်စွာဘုရားရဲ့ကရုဏာနော်အစဉ်ပြေစေခြင်းလို့မြတ်စွာဘုရားအဲ့ဒါတွေပါပြောတာဒါပေမဲ့ဘုန်းကြီးကဘာကိုအဓိကဒီအချိန်လေးမှာဦးစားပေးပြီးတော့ပြောနေတာလို့ဆိုတော့နောက်ထပ်ကြီးမားတဲ့လိုအပ်ချက်ကြီးတစ်ခုအဲ့ဒါပါတော့စိတ်မဆင်းရဲဖို့စိတ်ချမ်းသာဖို့စိတ်ငြိမ်းအေးဖို့မပူလောင်ဖို့မပင်ပန်းဖို့တတ်တာဖို့ဒီသဘောအဲ့ဒါကိုမလိုချင်ဘူးလားအဲ့ဒါကတကယ်မှတန်ဖို့အကြီးဆုံးအရာဖြစ်နေတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါကိုရကျင်တယ်ဆိုရင်ဘုန်းကြီးတို့အဲ့ဒါကိုလည်းဘာလို့အောင်လို့ရှားမှာပဲမရှားဘဲနဲ့တော့ဘယ်ဟာမှမရဘူးဒါကြောင့်မြတ်စွာဘုရားရှားဖွေခြင်း၃မျိုးဆိုပြီးတော့ဟောတယ်ကာမေတနာကာမကိုရှားတယ်နော်မြင်ချင်းစရာကောင်းတာလေးတွေကြားချင်းစရာကောင်းတာလေးတွေအနံ့ကောင်းလေးတွေအရသာကောင်းလေးတွေအတွေ့အထိကောင်းလေးတွေအဲ့ဒါလေးတွေကပိုက်ဆံနဲ့လဲလို့ရတဲ့အတွက်ကြောင့်ပိုက်ဆံကိုရှားတယ်ဆိုတဲ့အသုံးနှုန်းကိုလည်းပဲဘုန်းကြီးတို့ပြောင်းသုံးမယ်ဆိုရင်လည်းသုံးလို့ရတယ်ကာမေတနာနောက်ဘဝေတနာဘဝကိုရှားတာရှိတယ်ပြီးတော့မယ်ဆိုတဲ့အခါကျတော့လူတွေကကောင်းတဲ့ဘဝကိုရကျင်ကြပြန်တယ်ရှားကြပြန်တယ်ရှာမမသိရှာနေတာလည်းရှိတယ်ဟုတ်လားနောက်ဆုံးရှာဖွေခြင်းကဗြဟ္မစရိယေတနာမြင့်မြတ်တဲ့အလေးအကျင့်အဲ့ဒီအလေးအကျင့်ကြောင့်ရလာမဲ့အသိဉာဏ်ကိုရှာတာမြတ်သောအကျင့်ကိုရှာတယ်ဆိုတာအခုဒီနေ့တနေ့တာဘာရှာကြမှာတော့မြတ်သောအကျင့်ကိုရှာမှာနော်ဟုတ်လားကျန်တဲ့နေ့တွေအများကြီးပိုက်ဆံပဲရှာတယ်ဟုတ်လားနောက်လည်းပဲမသိမချင်းရှာအောင်မှာဟုတ်လားအဲ့ဒါအတွက်ကိုကင်မင်းခဏလေးတော့နားလိုက်အောင်ငါမြတ်သောအကျင့်ကိုရှာလိုက်အောင်မယ်သူ့လည်းမရှာလို့မရဘူးနော်သူ့ရဲ့လိုအပ်ချက်ကလည်းအကြီးကြီးမရှိဘူးလားနော်စားရေးဝေရေးနေရေးကျန်းမာရေးလူမှုရေးအိုးပြောရင်မပြီးနိုင်ဘူးနော်ဒါပေမဲ့ဒီဘက်ကလိုအပ်ချက်ကိုလည်းဘုန်းကြီးတို့ကရှော့မတွက်နဲ့ပြီးပြင်းမြင်ထားရမယ်ဘယ်လိုအပ်ချက်လဲစိတ်မဆင်းရဲဖို့စိတ်ချမ်းသာဖို့စိတ်မပူလောင်ဖို့စိတ်ငြိမ်းအေးဖို့စိတ်မပင်ပန်းဖို့စိတ်သက်သာဖို့ဒီအသုံးနှုန်းတွေကဘုန်းကြီးရဲ့ကိုယ်ပိုင်အသုံးနှုန်းမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ဟောတာဟုတ်လားကောင်းတဲ့အခြေအနေလေးစိတ်ကလေးကောင်းအောင်လုပ်နိုင်လို့ရှိရင်အဲ့ဒီစိတ်ဟာအဝိဃာတံမဆင်းရဲဘူးအနုပါယတံမပင်ပန်းဘူးအပရိလာမပူလောင်ဘူးအဲ့လိုဟောတယ်တရားအထုတ်တယ်ဆိုတာအဲ့ဒီရှုထောင့်ကကြည့်မယ်ဆိုရင်မကောင်းတဲ့စိတ်တွေမဖြစ်အောင်ကောင်းတဲ့စိတ်တွေဖြစ်အောင်သူကကြိုးစားတာပဲတရားအထုတ်နေသတိလေးထားနေစိတ်ကမကောင်းတာဝင်ကိုဝင်လာလို့မရအောင်အဲ့ဒီချိန်မှာစိတ်ကလေးကကောင်းသွားတယ်စိတ်ကောင်းရင်အဆင်းရဲဘူးမပင်ပန်းဘူးမပူလောင်ဘူးအကယ်၍မကောင်းတဲ့စိတ်တွေဝင်မယ်ဆိုရင်မကောင်းတဲ့စိတ်တွေဖြစ်မယ်ဆိုရင်တော့အဲ့ဒီစိတ်ဆင်းရဲလိမ့်မယ်အဲ့ဒီစိတ်ပင်ပန်းလိမ့်မယ်အဲ့ဒီစိတ်ပူလောင်လိမ့်မယ်လို့ဟောတယ်ဟုတ်လားဒါကြောင့်ကိုစိတ်ချမ်းသာခြင်းနဲ့ဆိုရင်ဒီအခုနောက်ပြောလိုက်တဲ့ဒေသနာလေးကပိုးတောင်ဖြတ်လန်းကြသေးတယ်စိတ်ကိုယ်သာကောင်းအောင်လို့စိတ်ဆိုးရင်တော့ဘလို့မှစိတ်မချမ်းသာနိုင်ဘူးကောင်းမှချမ်းသာမှာနော်အဲ့တော့စိတ်ကလေးကောင်းဖို့ဘုန်းကြီးတို့စိတ်ကဘယ်နည်းနဲ့ကောင်းနိုင်တာတော့မျှဝေရင်းနဲ့ကောင်းတာရှိတယ်မဟုတ်တာမလုပ်ဖို့စောင့်စည်းရင်းနဲ့ကောင်းတာရှိတယ်
စိတ်ကလေးကိုတည်ငြိမ်အောင်ကြိုးစားရင်းနဲ့တည်ငြိမ်ပြီးတော့ကောင်းတာလည်းရှိတယ်ဘဝရဲ့အကြောင်းကိုအမှန်သိပြီးတော့ကောင်းတာလည်းရှိတယ်အကြံဉာဏ်၄မျိုးဘုန်းကြီးပြောလိုက်တယ်ဒါနသီလသမာဓိပညာအရက်သုံးစကားနဲ့နားလည်လွယ်အောင်ပြောတာနော်မျှဝေတဲ့အချိန်မှာစိတ်မကောင်းဘူးလားကောင်းတယ်ကြည်နူးနေတာပဲမေတ္တာတွေကလည်းဝင်ပါနေသေးတာ哦ဝေတယ်မျှတယ်ဟုတ်လားပြီးရင်စောင့်စည်းတယ်ငါရဲ့အပြုမှုပြောဆိုကြောင့်ဘယ်သူမှမထိခိုက်စေရဘူးကောင်းတယ်အဲ့ဒီစိတ်ကလေးပြီးရင်ဘာဝနာတရားတစ်မျိုးမျိုးနဲ့စိတ်ကိုလေ့ကျင့်ခန်းဝင်တယ်မင်းသွားကျင်တဲ့နေရာနော်စီမရှိကမ်းမရှိဗျံပဒသွားနေတာတွေခဏလေးရပ်အောင်ဟုတ်လားဒီနားမှာနေအောင်စိတ်ကိုကောင်းတဲ့နေရာလေးမှာအထိုင်ချပေးတမာတိဆိုတာကောင်းတဲ့နေရာလေးမှာစိတ်ကိုအထိုင်ချပေးတာဖရာရှိခိုးမယ်ဒါတမာတိတတ္တဝါတွေပေါ်မှာချမ်းသာစေခြင်းနဲ့စိတ်လို့ဆိုတဲ့မေတ္တာပွားမယ်ဒါတမာတိနောက်ကိုယ်ခန္ဓာကိုယ်ကြီးကိုနော်အယိုးကိုအမာခံနေရာမှာထားပြီးတော့နောက်အကျိုးမျိုးစုံနဲ့ဖွဲ့ရှိအသားသွေးနဲ့လိမ့်ချံအရည်သူရည်ပန်းနဲ့အုပ်ပြီးတော့တိဆောက်ထားတယ်ကောင်းတဲ့မှာအုံနောက်တွေရှိတယ်ဝမ်းပိုက်ပိုင်းမှာနော်အစာခြေစနစ်မျိုးစုံဥတွေအသေးတွေရှိတယ်ရင်ကောင်းပိုင်းမှာအဆုပ်နဲ့နှလုံးရှိတယ်ဆင်ကျင်တယ်အဲ့ဒါပါတော့တမာတိအဲ့ဒီစိတ်ကလည်းအလွန်ကောင်းတာပဲလှုပ်ကြည့်ဟုတ်လားဒါပေမဲ့နေ့လေလုံးမှာတော့သတိထားတဲ့နေကိုလှုပ်မှာနော်ဒါလည်းသတိထားတဲ့နေတဲ့အကျုံးဝင်ပါတယ်ပြီးရင်ဒီခန္ဓာကိုယ်မှာဖြစ်နေတဲ့သဘာဝတရားတွေဖြစ်လာတယ်ပြီးသွားတယ်ဖြစ်လာတယ်ပြီးသွားတယ်အဲ့ဒီတိုင်းသွားတာအခုပြောခဲ့တာစကလုံးပေါင်းများစွာဘယ်တစ်လုံးလေးမှအဖတ်တင်နေတာရှိဘူးနားထောင်နေတဲ့အချိန်မှာအတွေးမျိုးစုံပေါ်လာတယ်ဘယ်အတွေးမှအဖတ်တင်နေတာမရှိဘူးပြီးသွားပြီနော်ဟုတ်တယ်မဟုတ်လားစဉ်းစားသမားအောင်နော်အဲ့ဒီအမှန်တရားကိုသိရင်ဘာခေါ်တော့ပညာနော်စိတ်ဟာနော်ဟိုစိတ်လေးကောင်းတယ်ဆိုတဲ့နေရာမှာနော်ဟိုအခြေအနေ၄မျိုးနဲ့ကောင်းပုံလေးဘုန်းကြီးကပြောပြတာမျှဝေရင်းနဲ့ကောင်းတယ်ဒါနနဲ့ကောင်းတယ်နော်စောင့်စည်းရင်းနဲ့ကောင်းတယ်သီလနဲ့ကောင်းတယ်နော်ကောင်းမြတ်တဲ့အာယုံမှာစိတ်ကိုအထိုင်ချပြီးတော့ကောင်းတယ်တမာတိနဲ့ကောင်းတယ်ဘဝရဲ့အကြောင်းကိုအမှန်တိုင်းနားလည်ပြီးတော့စိတ်ကလေးကောင်းတယ်ပညာနဲ့ကောင်းတယ်အဲ့ဒီပညာနဲ့ကောင်းတာကတော့အဆင့်အမြင့်ဆုံးအကောင်းပဲကောင်းရင်ကောင်းသလောက်ဒီစိတ်ချမ်းသာတယ်ဒါကြောင့်ဟိုတလောကတရားထဲထည့်ပြီးတော့ဘုန်းကြီးပြောပြတယ်ကိုယ်မှာကုသိုလ်ဖြစ်နေသလားအကုသိုလ်ဖြစ်နေသလားဆိုတာကိုအကောင်းဆုံးစစ်ဆေးခြင်းနဲ့ဆိုရင်အလွယ်ကူဆုံးစစ်ဆေးခြင်းနဲ့ဆိုရင်ရေဘူးရသဘောပေါ့နော်ငါစိတ်ချမ်းသာနေလားစိတ်ဆင်းရဲနေလားဆိုတာလေးနဲ့စစ်ကြည့်လိုက်စိတ်တွေဆင်းရဲနေပြီဆိုရင်တော့သေချာသလောက်ရှိတယ်အကုသိုလ်တွေဖြစ်နေပြီလွယ်လွယ်လေးစဉ်းစားဟုတ်လားအကုသိုလ်ဟာစိတ်ကိုမချမ်းသာစေဘူးဆင်းမဲဆင်းရဲသေးတယ်ပင်မဲပင်ပန်းစေတယ်အဲ့ဒါကိုစိတ်ကြီးပင်ပန်းနေပြီဆင်းရဲနေပြီဆိုရင်တော့သေချာသလောက်ရှိတယ်ဘာဖြစ်နေပြီတော့မကောင်းတဲ့စိတ်တွေဖြစ်နေပြီစိတ်တွေချမ်းသာနေပြီကြည်လင်းနေပြီဆိုရင်သေချာသလောက်ရှိတယ်ကောင်းတဲ့စိတ်ကလေးတွေဖြစ်နေပြီစိတ်မကောင်းဘဲနဲ့ချမ်းသာလို့မရဘူးဟုတ်လားအခုအဲ့ဒါဘုန်းကြီးကနော်အလွန်လေးနေတဲ့ဂါထာလေးကိုပြောပြရတယ်နော်ကိုစောတကတက်ရမယ်ကိုစုံစမ်းရမယ်နော်ဒါဆိုလို့ရှိရင်တတိရှိလာတဲ့အတွက်ကြောင့်ဒီလူရဲ့စိတ်ဟာလုံခြုံလာလိမ့်မယ်စိတ်ကလေးလုံခြုံပြီဆိုလို့ရှိရင်ချမ်းချမ်းသာသာနေရလိမ့်မယ်တဲ့ဘလောက်ကောင်းတော့ဟုတ်လားဘုဇုကဟောတာတော့စောစောကနော်လူထွက်ခြင်းစိတ်ပေါက်တိုင်းနော်သူ့ဆရာကြီးကိုသွားတာအဲ့ဒီအကြောင်းအရာလေးကလည်းပြောစရာကောင်းလို့ပြောလိုက်တာပါဟုတ်လားနော်အဲ့တော့ကိုယ့်ရဲ့ဘဝမှာကိုယ့်ကိုကောင်းအောင်ဆုံးမနိုင်မဲ့အခြေအနေလေးတွေကိုလည်းဘုန်းကြီးတို့တွေကဖန်တီးထားဖို့လည်းလိုမယ်ပေါ့နော်ကိုစိတ်မဆင်းရဲအောင်စိတ်ချမ်းသာအောင်နော်နီးမှန်လမ်းမှန်မြတ်စွာဘုရားပေးထားတဲ့ကိုယ်ခန္ဓာမှာတတိထားတဲ့နီးဖြင့်ကြိုးစားမယ်ဆိုရင်စိတ်မဆင်းရဲနိုင်တဲ့အကြောင်းစိတ်ချမ်းသာနိုင်တဲ့အကြောင်းကိုအသေးစိတ်ကလေးဘုန်းကြီးတို့နားထောင်ခဲ့ကြတယ်နော်ဒီလိုနားထောင်ရင်းနဲ့ပဲကောင်းတဲ့စိတ်တွေကုသိုလ်ဓာတ်တွေကုသိုလ်တရားတွေအများကြီးမဖြစ်ဘူးလားဖြစ်တယ်အဲ့ဒီကုသိုလ်ကောင်းမှုတွေကမဲ့ညာပူညာရဖို့အတွက်အားကြီးတဲ့အကြောင်းတရားတွေဖြစ်ပါစေလို့အဲ့လိုလေးပဲမြင့်မြတ်တဲ့ဆန္ဒရှိကြရမယ်ပေါ့နော်ဒါကြောင့်မြတ်သောအကျင့်ကိုနော်ထွန်းထွန်းပေါက်ပေါက်ကျင့်သုံးနိုင်ကြတဲ့ကိုမဆင်းရဲအောင်ကိုချမ်းသာအောင်ဆောင်ရွက်ပေးနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြတဲ့ကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရာစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း